နှလုံးရက်သွားတဲ့ပြင်းထန်တဲ့နာကျင်မှုကအခုထိပူလောင်နေတော့မယ်ကျွန်တော်အချိန်ကိုအလုပ်လုပ်တဲ့စပွဲပေါ်မှာအမောဆိုပြီးတေဆုံးသွားခဲ့ပြီလေမျက်လုံးဖွင့်လိုက်တော့3နှစ်တုန်းကအချိန်စီပြန်ရောက်နေလိမ့်မယ်လို့မတင်ထားမိဘူးကိုချမ်းကျမကိုနောက်ထပ်တောင်းကနန်းလောက်ပေးပါအောင်ဒီမိမကလွန်ခဲ့တဲ့9နှစ်လုံးတွဲခဲ့တဲ့ရည်စားပေါ့အရင်ဘဝတုန်းကကျွန်တော်ရဲ့စုဆောင်သမျှငွေအားလုံးကိုချစ်ထုတ်ယူသွားပြီးတော့ကျွန်တော်ရဲ့ငယ်တငယ်ချင်းနဲ့အတူအောင်မြင်ပျော်ပျော်ပါပါနေထိုင်ခဲ့ကြတာလူတိုင်းကကျွန်တော်ထုံးစံအတိုင်းပတ်စံအလွယ်တကူထုတ်ပေးမလားဆိုတာကိုစောင့်ကြည့်နေကြတယ်သူတို့အားလုံးကကျွန်တော်ကိုလူအကြီးတယောက်လိုဆက်ဆံရတာကျင့်သားရနေကြပြီဒါပေမဲ့ဒီတစ်ချိန်မှာတော့သူတို့အလိုကျဖြစ်မလာစေရတော့ဘူးအရင်ဘဝကအမှတ်တရုပ်တွေနဲ့ပြန်လည်မွေးဖွားလာခဲ့ပြီးကျွန်တော်အပေါ်အကျွေးတင်ခဲ့တဲ့သူအားလုံးကိုထိုက်တန်တဲ့တန်ဖိုးပြန်ပေးဆက်ခိုင်းရမယ်ဘာဖြစ်လို့လဲဒီစကားသုံးခုကြောင့်တကွင်းလုံးရုတ်တရက်ငြိမ်ကျသွားတယ်သူတို့တွေကျွန်တော်လိုလူအေးကြီးကခင်းလို့မြင်လိုက်မယ်လို့တခါမှတွေးဘူးကြမှာမဟုတ်ဘူးကျွန်တော်မတက်ရက်လိုက်ပြီးအရင်ဘဝတုန်းကယူမူချစ်ခဲ့ရတဲ့ဒီမိမကိုကြည့်လိုက်တယ်မင်းမောင်ရဲ့လောင်းကစားအကျွေးကငါနဲ့ဘာဆိုင်လို့လဲရှင်ဘာပြောလိုက်တာလဲသူမှလည်းကျွန်တော်လူပုံလဲမှာမျက်နှာဖြတ်လိုက်မယ်လို့တခါမှတွေးထားပုံမရဘူးငါမင်းတို့ကိုဘာမှမကြွေးဘူးလို့ပြောတာနင်းချန်နင်းဘလို့တောင်တက်တိရှိနေတာလဲမင်းမောင်ရဲ့အကျွေးပုတ်တွေကိုငါကဘာဖြစ်လို့လိုက်ဆက်ပေးရမှာလဲနင်းချန်နင်းယောက်ျားမဟုတ်ဘူးလားမျက်နှာဖုံးကွာကျသွားတဲ့အခါမှာတော့သူမလည်းဆက်ပြီးဟန်မဆောင်နိုင်တော့ပဲဒေါသတကြီးဖြစ်သွားတဲ့ပုံစံကအရင်ဘဝတုန်းကအတိုင်းတပုံစံနဲ့ပဲဒီရက်တစ်ခွက်ကအရင်ဘဝကကျွန်တော်ကိုစားပြန်ပတ်လိုက်တာ9နှစ်တာလူပြိုဘဝ9နှစ်တာပေးဆက်မှုတွေကိုခွေးကျွေးလိုက်ပြီလို့ပဲသဘောထားလိုက်မယ်သူမလည်းကျွန်တော်လက်ပါလိုက်မယ်လို့အိမ်မက်တောင်မဖူးမှမဟုတ်ဘူးတကွင်းလုံးစွန့်သွားကြတယ်သူတို့တွေဒီလိုပုံစံနဲ့ကျွန်တော်ကိုတခါမှမမြင်ဘူးကြဘူးအမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့လူအေးကြီးကနောက်ဆုံးတော့တစ်ခါလောက်အင်းခံပြလိုက်ပြီကိုချမ်းမန်လည်းအလောတကြီးဖြစ်သွားတယ်ကြောက်လေးလည်းဆက်ပြီးနေမနေနိုင်တော့ဘူးအရင်ဘဝကကျွန်တော်ရဲ့အကောင်းဆုံးတကယ်ချင်းကျွန်တော်ရဲ့ project စီစဉ်ကိုခိုးယူသွားပြီးနောက်ဆုံးမှမန်နဲ့ပေါင်းဖတ်သွားခဲ့တဲ့သူကြောက်လေးရဲ့ဟန်ဆောင်မျက်နှာကိုကြည့်ပြီးကျွန်တော်စိတ်ထဲကနေလောင်ပြုံးလိုက်တယ်ဒါကအစပဲရှိသေးတယ်အရင်ဘဝကမင်းတို့ငါ့အပေါ်ကျွေးတင်ခဲ့တာတွေကိုငါတစ်ခုချင်းစီအကုန်လုံးပြန်တောင်းမယ်သူလည်းတစ်ခုခုကိုရင်းမိသွားပုံရတယ်ဒါပေမဲ့သူ့ကိုဘာတွေစောင့်ကြိုနေမလဲဆိုတာသူသိမှာမဟုတ်ဘူးသူတို့ထွက်သွားတဲ့နောက်ကျောကိုကြည့်ပြီးကျွန်တော်တို့ကြားကစစ်ပွဲကအခုမှစတင်ရုံပဲရှိသေးတယ်ဆိုတာကျွန်တော်သိလိုက်တယ်ကျွန်တော်ဖြည်းဖြည်းချင်းပြန်ထိုင်လိုက်တယ်စိတ်ထဲမှာအေးချမ်းလို့ပြန်လဲမွေးဖွားခြင်းရဲ့ပထမဆုံးစစ်ပွဲကတော့အောင်မြင်သွားပြီဒါပေမဲ့ဒါကအစပဲရှိသေးတယ်ဆိုတာကျွန်တော်ကောင်းကောင်းသိတယ်အရင်ဘဝတုန်းကကျွန်တော်အမြဲတမ်းအလျှော့ပေးခဲ့ပြီးအတုံးချခံခဲ့ရတယ်အောက်ကျပြီးတနာစရာကောင်းအောင်ရှင်တန်ခဲ့ရတယ်ဒါပေမဲ့ဒီဘဝမှာတော့ဘသူ့ကိုမှနိုင်ခြင်းမခံတော့ဘူးမိမိကံကြမ္မာကိုကိုယ်တိုင်ပြန်ပြင်ဆင်ပြီးကျွန်တော်ကိုဖိနှိပ်အတုံးချခဲ့တဲ့သူအားလုံးကိုကျွန်တော်ရဲ့နောက်ကျောကိုပဲမောကြည့်နေရအောင်လုပ်ပြမယ်ကိုချမ်းမန်ကလူငယ်မှုလို့မသိတတ်တာပါစိတ်ထဲမထားပါနဲ့ထင်တဲ့အတိုင်းပဲကြောက်လေးကချက်ချင်းလိုက်လာခဲ့တယ်အရင်ဘဝတုန်းကဒီစင်ကြံလမ်းမှာပဲသူကျွန်တော်ရဲ့ project စီစဉ်ကိုလိန်ယူသွားပြီးကျွန်တော်ရဲ့စူးစမ်းမှုကိုနင်းချေကဘဝရဲ့ထိတ်ဆုံးကိုတက်လန်းသွားခဲ့တာသူ့ရဲ့ဟန်ဆောင်ကောင်းတဲ့ပုံစံကိုကြည့်ပြီးကျွန်တော်ယူရှာမိတယ်အရင်ဘဝကကျွန်တော်ဟာသူ့ရဲ့ညီကိုတန်ရောစင်ဟန်ဆောင်မှုတွေအောက်မှာလိန်ညာခံခဲ့ရတာပြောစရာရှိတာတက်ပြောသူလဲကျွန်တော်ဒီလောက်အထိမျက်နှာမထောက်ပဲပြောလိုက်မယ်လို့လုံးဝထင်မထားဘူးမပြဿနာမရှိပါဘူးငါမင်းရဲ့ဟန်ဆောင်မျက်နှာဖုံးအားလုံးကိုတစ်ခုချင်းစီကိုယ်တိုင်ခွာချပြစ်မယ်ကိုချမ်းကျွန်တော်ဒီဘက်မှာလုပ်ငန်းစတင်ဖို့အရင်နီးနဲ့လိုနေလို့လာပြီးအရင်ဘဝတုန်းကအတိုင်းစကလုံးဒီပုံစံနဲ့ပဲလုပ်ငန်းစတင်ဖို့အရင်နီးတဲ့ပြောရတာတော့ကောင်းတာတကယ်တော့လက်ပလာနဲ့တပြတိုက်ချင်နေတာမင်းရဲ့ online စတော့ကိုဆောင်ရေး platform idea လေးငါတို့နှစ်ယောက်အတူတူလုပ်ကြမလားပတ်စံရရင်တဝက်စီခွဲယူကြတာပေါ့အရင်ဘဝတုန်းကသူဒီစကားတွေနဲ့ပဲကျွန်တော်ညအိမ်မရပဲလာပေါင်းများစွာစူးစမ်းလုပ်ခဲ့တဲ့အစီအစဉ်ကိုလိန်ယူသွားခဲ့တာငါရဲ့ project ကိုဘာဖြစ်လို့မင်းနဲ့တဝက်စီခွဲရမှာလဲကျွန်တော်ရုတ်တရက်ရေးလိုက်မိတယ်တူညီတဲ့စကားကိုဒုတိယအကြိမ်ပြန်ကြားရတဲ့အခါမှာတော့တယောစရာကောင်းတယ်လို့ပဲခံစားရတဲ့ double header ကိုချမ်းမင်းကလည်းဘာစကားတွေပြောနေတာလဲမင်းကရဲ့အစီအစဉ်ကိုခိုးဖို့ကြံနေတာငါမသိဘူးထင်နေလားကျွန်တော်ရှေ့ကိုတလန်တိုးပြီးသူ့ရဲ့တုံလုံးချောက်ချနေတဲ့ပုံစံကိုကြည့်ကစိတ်ထဲမှာကျဉ်းနေသွားတယ်အရင်ဘဝကကျွန်တော်ဟာညီကိုတန်ရောစင်ကိုအလွန်မင်းယုံကြည်ခဲ့မိတာဒီစကားတစ်ခုကသူ့ရဲ့စိတ်ကူးကိုတက်တက်ထိုးနှက်လိုက်တာပဲသူအိမ်မက်တောင်မဖူးမှမဟုတ်ဘူးကျွန်တော်ဒီလောက်ထိရှင်းရှင်းလင်းလင်းသိနေလိမ့်မယ်လို့ကိုချမ်းမင်းငါကိုအထင်လွဲနေပြီးအခုထိစင်ကြေပေးနေတော့မယ်ဒီလောက်အထိအခြေအနေရောက်နေတာတော့ဆက်ပြီးတရုပ်ဆောင်ခြင်းနေသေးတယ်သူ့ရဲ့အရေးထူးမှုကိုတကယ်ပဲချီးကျူးမိတယ်ကျွန်တော်ဖုန်းကိုထုတ်ပြီးကျွန်တော်ကြိုတင်မှတ်ပုံတင်ထားတဲ့ကုံမှတ်တစိတ် trade mark ကိုပြလိုက်တယ်ဒီဘဝမှာတော့သူ့ကိုဘာခွင့်ရေးမှထပ်မပေးတော့ဘူးစိတ်မကောင်းပါဘူးကုံမှတ်တစိတ်ကိုငါကြိုပြီးမှတ်ပုံတင်ထားလိုက်ပြီသူလုံးဝစွန့်သွားတယ်ကျွန်တော်ဘာဖြစ်လို့ကုံမှတ်တစိတ်ကိုကြိုတင်မှတ်ပုံတင်ထားတယ်လဲဆိုတာသူဘလို့မှစဉ်းစားလို့ရမှာမဟုတ်ဘူးဒါကမူလကသူ့ရဲ့အကွက်ကောင်းတစ်ကွက်ဖြစ်တင်တာသူ့မျက်ဝန်းထဲကရက်ဆက်တဲ့အရေးအယောင်ကိုကျွန်တော်မြင်လိုက်တယ်ရပါတယ်မဆောင်နိုင်မယ်အရင်ဘဝကမင်းကအပေါ်ဘလို့လုတ်ခဲ့တယ်လဲဆိုတာ90ဆပြန်ပေးဆက်ခိုင်းမယ်ကျွန်တော်သူ့ပခုံးကိုပုတ်ပြီးပြောလိုက်တယ်စောင့်ကြည့်ကြသေးတာပေါ့ဂိမ်းကအခုမှစတာကျွန်တော်လက်ထွက်လာခဲ့တယ်စိတ်ထဲမှာထူးဆန်းလောက်အောင်အေးချမ်းနေတယ်ဒီဒုတိယမြောက်စစ်ပွဲကိုလည်းကျွန်တော်ထပ်နိုင်ပြန်ပြီဒါပေမဲ့ကြောက်လေးကဒီလောက်နေတယ်လက်ရှုံမှမဟုတ်ဘူးဆိုတာကျွန်တော်သိတယ်သူဘာရီဂျန်စီနေမလဲဆိုတာကျွန်တော်သိတယ်ရပါတယ်သူဘာကွက်ထုတ်မလဲဆိုတာငါစောင့်ကြည့်နေမယ်လင်းချန်နင်းစောင့်နေလိုက်ပတ်ဝန်းကျင်ရဲ့လေထုကလုံးဝပြောင်းလဲသွားပြီးဘယ်သူမှကျွန်တော်ကိုအလွယ်တကူအနိုင်ကျင့်လို့ရတဲ့လူအကြီးတစ်ယောက်လိုမဆက်ဆံကြတော့ဘူးလင်းချန်မစိုးဘူးပဲတင်းခံရဲလာပြီးဝမ်ဖက်တီးကကျွန်တော်ရဲ့တက်ကတူအခန်းခေါ်ဖြစ်ပြီးကျွန်တော်အပေါ်တကယ်စိတ်ရင်းနဲ့ကောင်းခဲ့တဲ့တူးတဲတော့သူပဲအရင်ဘဝတုန်းကကျွန်တော်ဒုက္ခရောက်နေချိန်မှာသူပဲကူညီပေးခဲ့တာဟန်ဆောင်မနေပါနဲ့နင်ကအလုပ်သမားဆင်းရဲသားတစ်ယောက်ပဲရှိသေးတာကိုဟုတ်ကဲ့စူမန်ကသူ့နောက်ကိုငါးနှလုံးလုံးလိုက်ခဲ့တာမလွယ်ကူခဲ့ပါဘူးနေမင်ရောက်လာပြီးအရင်ဘဝတုန်းကကျွန်တော်ကိုတောင်ပြောင်ရတာဝါသနာပါတဲ့ဒီလိုလူကုန်မဲ့သူတွေကိုဒီနေ့မှတော့မျက်နှာဖျက်ရိုက်ပြရမယ်ကျွန်တော်လီမင်ကိုကြည့်ပြီးစိတ်ထဲမှာအစီအစဉ်ရှိပြီးသားပြန်လည်မွေးဖွားခြင်းရဲ့တရင်ချက်လက်ကွာခြားချက်ကိုသုံးပြီးသူ့ကိုချက်ချင်းပါဇက်ပိတ်သွားအောင်လုပ်မယ်လီမင်မကြခင်အလုပ်ပြုတ်တော့မယ်နောက်ပတ်ကြရင်ကုမ္ပဏီကနေတိုက်ရိုက်လူရှုပ်ခံရလိမ့်မယ်သူကတော့ကျွန်တော်ပြောတဲ့စကလုံးတိုင်းကိုလုံးဝမယုံဘူးဒါပေမဲ့ကျွန်တော်ပြောသမျှကအမှန်တရားတွေကြီးပဲအရင်ဘဝတုန်းကသူဒီအချိန်မှာပဲအလုပ်ပြုတ်ခဲ့တာငါကကုမ္ပဏီမှာအောင်မြင်နေတာပဲဘယ်လိုလုပ်အလုပ်ပြုတ်မှာလဲမင်းတို့ကုမ္ပဏီကလာမဲ့လာမှာတခြားကုမ္ပဏီရဲ့ဝယ်ယူခြင်းခံရလိမ့်မယ်မင်းတို့ဌာနကပထမဆုံးလူရှုပ်ခံရမှာကျွန်တော်သူ့ကုမ္ပဏီရဲ့အခြေအနေတွေကိုအသေးစိတ်ပြောပြလိုက်တယ်ဝယ်ယူမဲ့အချိန်လူရှုပ်မဲ့အစီအစဉ်နောက်ဆုံးနင့်နာကြီးပေးမဲ့ပုံစံအထိတလုံးမကြံအကုန်ပြောပြလိုက်တာမဖြစ်နိုင်တာမင်းလျှောက်ပြောနေတာသူ့မျက်နှာအယောင်ပြောင်းသွားပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောတာတွေအကုန်လုံးကအမှန်တရားတွေဖြစ်နေမှန်းသူသိလို့ပဲဒါတွေကကုမ္ပဏီရဲ့အဆင့်မြင့်ပြို
ဝက်ချက်တွေဖြစ်ပေမဲ့ကျွန်တော်ကတော့အကုန်လုံးကိုအသေးစိတ်သိနေတာတပင်းလုံးပြန်ငြိမ်ကျသွားပြန်တယ်သူတို့တွေနောက်ဆုံးတော့ကျွန်တော်အရင်ကလိုမဟုတ်တော့ဘူးဆိုတာသဘောပေါက်သွားကြပြီသူမရောက်လာပြီရှန်ချင်းရွက်အရင်ဘဝတုန်းကကျွန်တော်ကိုတိတ်တဆိတ်ကူညီပေးခဲ့မှုပေမဲ့ကျွန်တော်လစ်လူရှူမိခဲ့တဲ့အဆင့်တန်းမြင့်မင်းကလေးဒီဘဝမှာတော့သူမကိုထပ်ပြီးလက်လူမခံတော့ဘူးသူမကကျွန်တော်ကိုဖန်ခွက်ချင်းလာတိုက်တယ်အရင်ဘဝကကျွန်တော်ဟာကိုတင်ငယ်စိတ်ဝင်ပြီးသူမကိုစကားတော့မပြောရဲခဲ့ဘူးဒီဘဝမှာတော့ကျွန်တော်သူမစီကိုဥတီပြီးရှောက်လန်းသွားမယ်နင်းချံမတွေ့တာကြပြီနော်သူမရဲ့မျက်ဝန်းတွေကိုကြည့်ရင်အရင်ဘဝကအချိုးခွေတွေကိုသတိရမိတယ်ကျွန်တော်အခက်အခဲဆုံးအချိန်တုန်းကသူမတယောက်ပဲကျွန်တော်ကိုယုံကြည်ပေးပြီးကူညီပေးခဲ့တာလူတိုင်းစွန့်သွားကြတယ်ရှန်ချင်းရွက်ကကျွန်တော်ကိုအစပြိုပြီးစကားလာပြောလိုက်မယ်လို့သူတို့အိမ်မက်တောင်မဖူးမှမဟုတ်ဘူးထောက်တနေရကစူမန်ကတော့မနာလို့စိတ်တွေပြင်းနေပြီးအရင်တုန်းကတာမန်ပဲရှိခဲ့တဲ့ကျွန်တော်ကဘာဖြစ်လို့ရုတ်တရက်အခြေအနေပြောင်းလဲသွားရတာလဲဆိုတာဘလို့မှစဉ်းစားလို့မရဖြစ်နေတယ်သူမဘာတွေးနေမလဲဆိုတာကျွန်တော်သိတယ်ကျွန်တော်နဲ့သူမကအခုဆိုရင်ကဘာချသွားခဲ့ပြီရှန်ချင်းရွက်နင်ကဘာမို့လို့လဲကျွန်တော်နဲ့ရှန်ချင်းရွက်ကတော့ပေါ့ပေါ့ပါစကားပြောနေကြပြီးစိတ်ထဲမှာလည်းတစ်ခါမှမကြုံဘူးတဲ့တည်ငြိမ်မှုကိုခံစားနေရတယ်ဒီဘဝမှာကျွန်တော်ကလက်စားချေရုံတင်မကပဲကိုပိုင်ပျော်ရွှင်မှုကိုလည်းစုပ်ကန်ရမယ်နင်းချံနင်ဒီလိုတစ္ဆာဖောက်ထင်တဲ့အတိုင်းပဲစူမန်ကလာရှာပြန်ပြီးဒီမိမကအရင်ဘဝကငါးနှလုံးလုံးကျွန်တော်နောက်ကိုအမြဲလိုက်နှောက်ယှက်ခဲ့တာဒီဘဝမှာလည်းဆက်ပြီးရှုပ်ရှုပ်ရှက်ရှက်လုပ်ချင်နေသေးတယ်နင်ငါရဲ့တန်ရောစင်ကိုကစားတယ်ငါရဲ့လူပြိုဘဝလူငယ်ဘဝကိုပြန်ပြီးကျွန်တော်သူမရဲ့တရုပ်ဆောင်မှုကိုငြိမ်ငြိမ်လေးစောင့်ကြည့်နေတယ်စိတ်ထဲမှာဘာခံစားချက်မှမရှိတော့ဘူးဒီနည်းလမ်းနဲ့ကျွန်တော်ကိုအကြက်ကန်ကိုကြံစီနေတာအတွက်ကိန်းမှားသွားပြီးကျွန်တော်ဖုန်းထုတ်ပြီးရဲကိုချက်ချင်းတိုင်လိုက်တယ်ဒီလိုလူစားမျိုးနဲ့ကစကားပြောနေလို့မတူဘူးဟဲလိုရဲစကန်ကလာခင်ဗျာဒီမှာလူတယောက်လာနှောက်ယှက်နေလို့ပါနင်တကယ်ပဲရဲတိုင်နေပေါ့သူမကြောင်သွားတယ်ကျွန်တော်တကယ်ရဲတိုင်လိမ့်မယ်လို့တခါမှတွေးထားဖို့မရဘူးအရင်ဘဝကကျွန်တော်ဟာမျက်နှာရဖို့အတွက်အမြဲတမ်းပြဿနာကိုငြိမ်သက်အောင်ပဲလုပ်ခဲ့တာမတိုင်လို့ဘာလို့ရမှာလဲနင့်ကိုနှစ်တကူဖို့ခြံထားရမှာလားဒီနေ့ကစပြီးကျွန်တော်ရဲ့ကိုယ်ပိုင်ဘဝစည်းမျဉ်းတွေကိုဖန်တီးမယ်ဘယ်သူမှလာပြီးဖျက်ဆီးလို့မရစေရဘူးရဲတွေချက်ချင်းရောက်လာတဲ့အခါမှာတော့စောစောကမှတောင်းကျမ်းနေတဲ့စူမန်ကချက်ချင်းပဲလမ်းပြောက်ပြီးပြတယ်လေထွက်ပြေးသွားတော့တယ်တကယ်ကိုအားနဲ့သူကိုအနိုင်ကျင့်ပြီးအားသာသူကိုကြောက်တဲ့လူစားမျိုးပဲတိလားမသိဘူးအတိတ်ပဲမရှိလာတောင်းကျမ်းနဲ့လမ်းသွားလမ်းလာတယောက်ပါပဲဒီနေ့ကစပြီးကျွန်တော်နဲ့သူမကသစိမ့်တွေဖြစ်သွားပြီးအရင်ဘဝကကိစ္စရက်တွေကိုအိမ်မဆိုးတစ်ခုလိုပဲသဘောထားလိုက်တော့မယ်စူမန်ရဲ့ပြဿနာကိုရှင်းပြီးနောက်ကျွန်တော်ပြန်လည်မွေးဖွားခြင်းရဲ့ပထမဆုံးအစီအစဉ်ကိုစတင်လိုက်တယ်တရင်ချက်လက်ကွာခြားချက်ကိုတုံးပြီးကျွန်တော်ရဲ့ပထမဆုံးပတ်စံအိုးကိုရှာဖွေရမယ်ဒီစတော့ရှယ်ရပဲအလုပ်သမားကစေတနာနဲ့ကျွန်တော်ကိုတတိထားဖို့ဖြောင်းပြတယ်ဒါပေမဲ့ကျွန်တော်ကအနာဂတ်ကနေလာတာဆိုတာ तू မသိဘူးဒီစတော့ရှယ်ရကတေချာပေါက်တက်မယ်ဆိုတာကျွန်တော်သိနေတယ်ရပါတယ်အကုန်လုံးဝယ်လိုက်ပါကျွန်တော်မတွတ်ဆုတ်ခဲ့ဘူးဒါကပြန်လည်မွေးဖွားပြီးနောက်ကျွန်တော်ရဲ့ပထမဆုံးလမ်းကြီးကြီးပဲကျွန်တော်တေချာပေါက်နိုင်မယ်ဆိုတာသိတယ်ဝယ်ယူမှုအောင်မြင်တဲ့အကြောင်းကြားစာကိုကြည့်ပြီးစိတ်ထဲမှာရင်ခုန်သွားတယ်ကျွန်တော်ရဲ့ပထမဆုံးပတ်စံအိုးရတော့မယ်အလုပ်ခန်းထဲကထွက်လာတော့နေအောင်ကြီးကကျွန်တော်မျက်နှာပေါ်ဖြာချလာတယ်ကျွန်တော်ရဲ့ဘဝဟာဒီအချိန်ကစပြီးလုံးဝပြောင်းလဲသွားပြီဆိုတာကျွန်တော်သိလိုက်တယ်ကိုလေး तू စတော့ရှယ်ရဝယ်လိုက်ပြီးကြောက်လေးရဲ့တပည့်ကကျွန်တော်နောက်ကိုတောက်လျှောက်လိုက်နေတာဒီလူရုပ်မှာကအခုထိလက်မလျှော့သေးဘူးရပါတယ် तू ဘာလုပ်မလဲဆိုတာငါစောင့်ကြည့်နေမယ်ဘာစတော့ရှယ်ရလဲစုံစမ်းကြောက်လေးစိတ်မရှိတော့ပဲအကွက်တွေစကြံနေပြီကျွန်တော်နောက်မှာလူလိုက်နေမှန်းကျွန်တော်သိတယ်ဒါပေမဲ့ဂယုမဆိုင်ဘူးကြောက်လေးကစားချင်တယ်ဆိုရင်ငါသူနဲ့ကောင်းကောင်းကစားပေးမယ်ဒီဘဝမှာဘယ်သူ့ကိုမှကျွန်တော်ရဲ့ခြေလမ်းတွေကိုတားဆီးခွင့်မပေးတော့ဘူးကျွန်တော်ရဲ့စီးပွားရေး empire ကိုဒီ stock share ကနေပဲစတင်မယ်တစ်ပတ်အကြာမှာတော့ကျွန်တော်ဝယ်ထားတဲ့ stock share က3ရက်ဆက်တိုက်ဈေးနှုန်းအမြင့်ဆုံးကိုရောက်သွားတယ် curve line တရိပ်ရိပ်တက်နေတာကိုကြည့်ပြီးကျွန်တော်ရဲ့ပထမဆုံးပတ်စံအိုးကတော့တေချာသွားပြီဆိုတာသိလိုက်တယ်1 fatty ဖုန်းဆက်လာတယ်သူကကျွန်တော်ထက်တောင်ရင်ခုန်နေသေးတယ်ကိုချမ်းမင်းတကယ်တော်တာပဲတကယ်နဲ့ဖျားကြနေတာပဲဒီတငယ်ချင်းကိုတော့ဒီဘဝမှာငါနဲ့အတူချမ်းသာအောင်လုပ်ပေးမယ်အတန်းထဲက group ထဲမှာလဲကွက်လောရိုက်သွားကြတယ်လီမင်တကယ်ပဲအလုပ်ပြုတ်သွားပြီအခုတော့သူတို့တွေကျွန်တော်ကြွားလုံးထုတ်နေတာမဟုတ်မှန်းနောက်ဆုံးတော့တိသွားကြပြီအရင်ကကျွန်တော်ကိုနှိမ်ခဲ့ကြတယ်အတန်းဖော်တွေအခုတော့လာပြီးကပ်ပါနေကြပြီအရင်ကကျွန်တော်ကိုဝိုင်းနှိမ်ခဲ့ကြပေမဲ့အခုတော့သူတို့မမိနိုင်တဲ့နေရာကိုရောက်သွားစေရမယ်ကိုချမ်းကျွန်တော်တို့ကိုလည်းလမ်းပြပါဦးသူတို့ရဲ့ဟန်ဆောင်မှုတွေကိုငြိမ်ငြိမ်လေးကြည့်ရင်စိတ်ထဲကနေလောင်ပြုံးပြုံးလိုက်တယ်အစတုန်းကငါ့ကိုလောင်ပြောင်းနှိမ်ချခဲ့တုန်းကဒီလိုနေမျိုးရောက်လာမယ်လို့ဘာဖြစ်လို့မတွေးခဲ့ကြတာလဲမင်းတို့ကိုဘာဖြစ်လို့ပတ်စံရှာတဲ့လမ်းပြရမှာလဲအစတုန်းကတယောက်ပြီးတယောက်ငါ့ကိုလောင်ပြောင်းပြီးအစွမ်းကုန်နှိမ်ခဲ့ကြတယ်အခုငါအခြေအနေကောင်းလာတော့မှဒီလိုဖားချင်တဲ့မျက်နှာပေးနဲ့လာလုံနေကြတယ်ငါကဘာဖြစ်လို့မင်းတို့ကိုကူညီရမှာလဲလင်းချံမင်းမှာအတွင်းသတင်းရှိရမယ်ပြောပါဦးနောက်ကဘာဝင်ရမလဲအစတုန်းကမင်းငါကိုလောင်ပြောင်းခဲ့တုန်းကဘာဖြစ်လို့မပြောခဲ့တာလဲဒီမြင်ကွင်းကစုံယုံကိုလုံးဝမင်းတက်သွားစေတယ်ကျွန်တော်အခြေအနေပြောင်းလဲပြီးကလေးစားချင်နိုင်တာကိုမြင်တော့ချက်ချင်းပဲပြန်ကက်ချင်တဲ့စိတ်ကူပေါ်လာပုံရတယ်ကိုချမ်းကျမတကယ်မှမသိပါပြီဒီရက်ပိုင်းအမြဲတမ်းနောင်တရနေတာကျမကိုခွင့်လွှတ်ပေးပါနော်သူမရဲ့တရုပ်ဆောင်မှုကိုကြည့်ပြီးကျွန်တော်ယူရှာမိတယ်အစတုန်းကဘသူကငါ့ကိုယောက်ျားမဟုတ်ဘူးလို့ဆဲခဲ့တာလဲဘသူကမြေကြီးပေါ်ထိုင်ပြီးတောင်းကျမ်းခဲ့တာလဲဒီလိုမိမမျိုးရဲ့တရုပ်ဆောင်ချက်ကမင်းသမီးမလုပ်တာတကယ်ကိုနှမျောစရာပဲဒါပေမဲ့ကျွန်တော်ကအရင်လိုသူမရဲ့လိန်ညာမှုကိုခံမဲ့လူအကြီးမဟုတ်တော့ဘူးသူမနဲ့စကားအရှိကြီးမပြောချင်တော့ဘူးဒီလိုလူမျိုးနဲ့စကားတခွန်းကိုပြောရတာကကျွန်တော်ရဲ့အချိန်တွေကိုဖြုံးတီးတာပဲစူမန်ကကျွန်တော်ပတ်ဆိုင်ရသွားတာကိုမြင်တော့တကားထီလာရှာပြန်တယ်တကယ်ရေးစရာကောင်းတယ်အစတုန်းကသူမငါ့ကိုဘယ်လောက်တောင်နှိမ်ခဲ့တယ်လဲအခုကျတော့မျက်နှာပြောင်တိုက်ပြီးပြန်တွဲဖို့လာတောင်းပန်နေတယ်တကားပြင်ကနေကြားနေရတဲ့ယုံစရာကောင်းတယ်အတန်ကိုကြားပြီးတကယ်ကိုနှမျောစရာကောင်းတယ်လို့ခံစားရတယ်အရင်ဘဝကကျွန်တော်ဟာသူမရဲ့ဒီလိုပုံစံအောက်မှာပဲအယူလောက်ခံခဲ့ရတာကျွန်တော်ချွေတာပြီးရှာခဲ့တဲ့မြပတ်စံတွေကနောက်ဆုံးမှာတော့သူမနဲ့ကြောက်လေးရဲ့တစ္ဆာဖောက်မှုကိုပဲရရှိခဲ့တာတကားဖွင့်လိုက်တော့အလှပြင်ထားတဲ့စူမန်ကိုမြင်ရတယ်ကျွန်တော်စိတ်ထဲမှာတည့်ရော်ယုံပဲရှိတော့တယ်သူမကတော့အကျင့်ဟောင်းတိုင်းပဲနင်ဘာလာလောက်တာလဲစူမန်ကကျွန်တော်တကားဖွင့်ပေးတာကိုမြင်တော့ချက်ချင်းပဲကဲတင်ရှင်ကိုမြင်လိုက်ရတယ်လို့မျိုးကျွန်တော်သဘောမတူဘဲနဲ့အခန်းထဲကိုတိုးဝင်လာခဲ့တယ်ကျမကိုချန်ကိုလာပြုစုတာလေကိုချန်တယောက်တည်းနေရတာတေချာပေါ့ပြုစုမဲ့သူမရှိဘူးမလားဝင်ဝင်ချင်းပဲအိမ်ရှင်မကောင်းလို့ဟန်ဆောင်ပြီးအဝတ်စားကိုလည်းတမင်တကာဖော်ဖော်ချွတ်ချွတ်ဝတ်ထားသေးတယ်ကန်ဆိုးတာကသူမရဲ့ဒီလိုအကွက်တေးသေးလေးတွေကကျွန်တော်မျက်စိထဲမှာတော့လူပြက်တယောက်လိုရေစရာကောင်းနေတာကိုချန်အရင်ကကျမမသိတတ်ခဲ့လို့ပါကျမတိတ်ပြီးအစင်မချင်းဖြစ်ခဲ့ပါတယ်ကျမမှန်မှန်သိပါပြီကျမတို့ပြန်ဆင်ပြေကြရအောင်နော်နောက်ဆုံးနင်နဲ့ဘယ်တော့မှရမ်းမဖြစ်တော့ဘူးနင့်ကိုကောင်းကောင်းပြုစုပေးပါမယ်နင်ဘယ်လိုပဲလုပ်လို့ရပါတယ်ဒီလိုလူမျိုးနဲ့စကားပြောနေတာအချိန်ကုန်တယ်ကျွန်တော်သူမရဲ့တရုပ်ဆောင်မှုကိုငြိမ်ငြိမ်လေးစောင့်ကြည့်နေတယ်သူမတရုပ်ဆောင်လို့ပြီးမှကျွန်တော်စကားစပြောတယ်ပြောလို့ပြီးပြီလားပြီးရင်ငါအိမ်ထဲကနေချက်ချင်းလစ်လိုက်တော့ဒီတစ်ခါတော့စူမန်ဆက်ပြီးတရုပ်ဆောင်
ဆောင်လို့မရတော့ပဲဇာတိရုပ်ပေါ်လာခဲ့ပြီးဒါကမှသူမရဲ့ဇာတိရုပ်မှန်ပဲလင်းချန်နင်းငါကနင့်ကိုလာပြုစုတာကိုနင်ငါအပေါ်ဒီလိုဆက်ဆံနေပေါ့နင်ဘာဖြစ်လို့ဒီလောက်ရက်ဆက်ရတာလဲငါနဲ့အတွက်ဒီလောက်ပေးဆက်ခဲ့ရတာကိုနင်စိတ်ကစားနာပဲစူမန်တောင်းကျမ်းနေတော့မှပဲတကားခောက်တန်ထွက်လာတယ်ကျွန်တော်တကားဝကိုကြည့်လိုက်တော့ရှန်ချင်းရွက်တကားဝမှာရက်နေတာကိုမြင်ရတယ်သူမအခန်းထဲကအခြေအနေကိုမြင်တော့မျက်ကုံးလေးတစ်ချက်ပိတ်ရုံပဲလုပ်ပြီးဘာမှမပြောဘူးလင်းချန်စာချုပ်ငါယူလာခဲ့တယ်ရှန်ချင်းရွက်အခန်းထဲကိုရှောက်ဝင်လာပြီးတောင်းကျမ်းနေတဲ့စူမန်ကိုတီတီငင်ငင်ပဲကြည့်လိုက်တယ်မျက်ဝန်းထဲမှာတော့အေးဆက်ပြီးအလန်းကွာတဲ့အရေးရောင်တွေနဲ့ပေါ့စူမန်ချက်ချင်းဒေါသထွက်သွားပြီးမောက်မာတဲ့ပုံစံနဲ့တစ်ဖက်လူကိုဖိနှိပ်ဖို့ကြိုးစားတော့တယ်နင်ဘာဖြစ်လို့ဒီမှာရှိနေတာလဲနင်နဲ့လင်းချန်နဲ့ပါဆိုင်လို့လဲငါကသူ့ရဲ့စီးပွားဖက်ပြီးတော့သူ့တငယ်ချင်းပဲဒါနဲ့နင်ကမြေကြီးပေါ်မှာထိုင်ပြီးဘာလို့ငိုနေတာလဲစူမန်မျက်နှာလုံးဝပြတ်သွားတယ်ဒီမိမကဒီလောက်နဲ့တင်လက်လျှော့မှာမဟုတ်ဘူးဆိုတာကျွန်တော်သိတယ်အကွက်ကောင်းတွေကနောက်မှရှိသေးတယ်စူမန်ထွက်သွားရုံပဲရှိသေးတယ်ကြောက်လေးကကျွန်တော်ကိုလက်ဖက်ရည်တောက်ဖို့ချင်းပြန်တယ်သူစေတနာကောင်းတဲ့ချင်းတာမဟုတ်မှန်းကျွန်တော်သိတယ်ဒီဘဝမှာဘသူကဘသူကိုထောင်ချောက်ဆင်မလဲဆိုတာကြည့်ကြသေးတာပေါ့ကိုလင်းအရင်ကကျွန်တော်မှားခဲ့ပါတယ်လူငယ်မို့လို့မသိတတ်ခဲ့တာပါဒီလက်ဖက်ရည်တစ်ခွက်နဲ့ကျွန်တော်တောင်းပန်ပါတယ်အရင်ကကိစ္စတွေကိုတော့ကိုလင်းကသဘောထားကြီးကြီးနဲ့စိတ်ထဲမထားပါနဲ့ကျွန်တော်လက်ဖက်ရည်ခွက်ကိုမော့ပြီးတမန်တောက်လိုက်တယ်လက်ဖက်ရည်ကောင်းမယ်နှမျောစရာပဲဒီလိုလူမျိုးတောက်ရတာသူဆက်ပြီးဘာကွက်ထုတ်မလဲဆိုတာစောင့်ကြည့်ရအောင်ပြောပါငါ့ကိုဘာကိစ္စနဲ့ရှာတာလဲကိုလင်းကျွန်တော်မှာ project ကောင်းတစ်ခုရှိတယ်တေချာပေါက်မျက်မဲ့ဟာကိုလင်းအတွက်တမင်တကာအခွင့်အရေးခြံထားပေးတာတောင်းကနန်းလောက်ပဲရင်းနှီးမြှုပ်နှံလိုက်ရင်လအနေငယ်အတွင်းမှာအစမတန်ပြန်ရလိမ့်မယ်ကျွန်တော်စာချုပ်ကိုတီတီငင်ငင်ပဲလန်တော့ကြည့်လိုက်တယ်ထည့်သွင်းထားတဲ့ထောင်ချုပ်တွေနဲ့အန်ဒီရဲ့အားလုံးကိုကျွန်တော်ကြိုပြီးသိနေတယ်ဒီ project ကနောက်ဆုံးမှတထေးကပတ်စံတွေယူပြီးထွက်ပြေးမဲ့ဟာဆိုတာကျွန်တော်ကောင်းကောင်းသိတယ်ကြောက်လေးကကျွန်တော်စာချုပ်ကြည့်နေတာကိုမြင်တော့အလိုလိုနေရင်စိတ်ကြီးဝင်နေပြီးကျွန်တော်စီကပတ်စံတွေကိုဘလို့လေယူရမလဲဆိုတာပဲတွက်ချက်နေတယ်တနာစရာကောင်းတာကသူကိုယ်တိုင်လဲထောင်ချောက်ထဲကိုကြားတော့မဲ့သားကောင်ဖြစ်နေမှန်းသူကိုယ်တိုင်မသိရှာဘူးကျွန်တော်စာချုပ်ကိုချလိုက်ပြီးကြောက်လေးကိုကြည့်ကစိတ်ထဲမှာအစီအစဉ်ရှိပြီးသားမင်းငါကိုထောင်ချောက်ဆင်ခြင်းနဲ့ဆိုရင်ငါအလိုက်တဲ့မဲ့နေပြီးမင်းကိုပြန်ပြီးထောင်ချောက်ဆင်ခြင်းမဲ့ဒီ project ကမစိုးဘူးပဲအမျက်လဲများပြီးအနေရလဲမရှိဘူးတေချာပေါက်မျက်မှာပဲကြောက်လေးကျွန်တော်စကားကိုကြားတော့မျက်လုံးတွေချက်ချင်းတောက်ပါသွားတယ်ဟုတ်တယ်မလားကိုလင်းကျွန်တော်ပြောသားပဲဒီ project ကတကယ်ကောင်းတယ်လို့ဘလို့လဲနည်းနည်းရင်မလားကျွန်တော်ဟန်ဆောင်ပြီးဝေခွဲမရတယ်လို့လုပ်လိုက်တယ်ပြီးမှကျွန်တော်ရဲ့ကန့်သက်ချက်ကိုပြောလိုက်တယ်ငါရင်းလို့ရတယ်ဒါပေမဲ့မင်းကအရင်ဆုံးတစ်ဝက်ရင်းရမယ်ပြီးတော့ပတ်စံကို project အကောင့်ထဲကိုအရင်လွှဲရမယ်မင်းရဲ့ပတ်စံအကောင့်ထဲရောက်သွားတာကိုငါမြင်ရမှာငါဆက်ပြီးရင်းမယ်ကြောက်လေးကျွန်တော်ရဲ့ကန့်သက်ချက်ကိုကြားတော့ကြောင်သွားတယ်သူကလက်ပလာနဲ့တပြတိုက်ပြီးကျွန်တော်ကိုပတ်စံစိုက်ခိုင်းကသူကကော်မရှင်ယူမလို့ကြံစီနေတာကျွန်တော်သူ့ကိုအရင်စိုက်ခိုင်းလိုက်မယ်လို့မထင်ထားဘူးကိုလင်းဒါကတိတ်ပြီးအဆင်မပြေဘူးထင်တယ်မင်းမလို့လာဘူးဆိုရင်လည်းထားလိုက်ပါတော့ငါမှကိစ္စရှိသေးလို့အရင်သွားပြီးကျွန်တော်မတက်ရက်ပြီးထွက်သွားဖို့ဟန်ပြင်လိုက်တယ်ကြောက်လေးတေချာပေါက်သဘောတူလိမ့်မယ်ဆိုတာကျွန်တော်သိတယ်နေဦးကိုလင်းရပါတယ်ကျွန်တော်ရင်းပါမယ်ကျွန်တော်အရင်ရင်းလိုက်ရင်ရပြီမလားထင်တဲ့အတိုင်းပဲကြောက်လေးချက်ချင်းလာဆွဲပြီးထက်ခါတလဲလဲသဘောတူတော့တယ်သူဟာလောဘစောတက်နေပြီးဒါကထောင်ချောက်တစ်ခုဖြစ်နေမှလုံးဝမစင်စားမိရှာဘူးကျွန်တော်ပြန်ထိုင်လိုက်ပြီးကြောက်လေးစာချုပ်ချုပ်နေတာကိုကြည့်တာစိတ်ထဲကနေလောင်ပြုံးပြုံးလိုက်တယ်ကြောက်လေးမင်းပတ်စံတွေထည့်လိုက်ပြီးမှသိစေရမယ်ကိုလင်းဒီ project ကတေချာပေါက်ပတ်စံရမှာငါတို့ညီကိုတွေအတူတူချမ်းသာကြရအောင်ကြောက်လေးစာချုပ်ချုပ်ပြီးနောက်ကျွန်တော်ကိုဂုံယူဝင်းကြွားစွာကြည့်လိုက်တယ်သူတေချာပေါက်တွေးနေလိမ့်မယ်လင်းချန်မင်းပတ်စံတွေထည့်လိုက်ရင်ပြီးပြီပဲလို့နှမျောစရာပဲကျွန်တော်ကလုံးဝရင်းနှီးမြှုပ်နှံဖို့စိတ်ကူးမရှိဘူးဆိုတာ तू မသိရှာဘူးကြောက်လေးကိုဖြည့်ရှင်းပြီးနောက်ကျွန်တော်မြေယာအယောင်းဝယ်စင်တာကိုတိုက်ရိုက်သွားခဲ့တယ်မြေခွက်တစ်ခွက်ရှိတယ်အဲ့ဒီမှာယထာပူတာစောက်လိုက်မယ်အဲ့ဒီအချိန်ကျရင်မြေဈေးကအစမတန်တက်လာမှာအကိုမင်းတကယ်ပဲဒီမြေခွက်ကိုဝယ်မှာတေချာလားဒီမြေခွက်ကိုပဲဝယ်မယ်တခြားသူတွေဒီမြေခွက်ရဲ့တန်ဖိုးကိုမသိကြပေမဲ့ကျွန်တော်ကတော့သိတယ်ဒါကရွှေဦးဦးမဲ့ချက်မှာပဲကိုလေးအဲ့ဒီ project လေးဘာဖြစ်လို့လဲထွက်ပြေးသွားပြီငါပတ်စံတွေအဲ့ဒါငါပတ်စံတွေလေကြောက်လေးကလထိုင်ပေါ်မှာပြစ်ထိုင်ကျသွားတယ်တောင်းကနန်းဆိုတာသူ့ရဲ့စုဆောင်သမျှအများစုပဲကျွန်တော်ကိုထောင်ချောက်ဆင်ဖို့ကြံစီခဲ့ပေမဲ့နောက်ဆုံးတော့ကိုယ်တိုင်ထောင်ချောက်ထဲပြုတ်ကျသွားတာတကယ်ကိုထိုက်တန်ပါတယ်ကိုလေးမကောင်းတော့ဘူးလင်းချန်ဝယ်ထားတဲ့မြေခွက်ကဈေးတက်သွားပြီမင်းမပြောလိုက်တာလဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကျွေးတင်နေတဲ့ပတ်စံတွေကိုဘယ်တော့ပြန်ဆက်မှာလဲမြန်မြန်ပြောစမ်းကြောက်လေးကျွန်တော်ကြောက်တောင်းကနန်းလောက်အရှုံးပေါ်သွားတော့စိတ်ထဲမှာဒီဒေါသကိုဘယ်လို့မှမျိုးချနိုင်မှာမဟုတ်ဘူးထင်တဲ့အတိုင်းပဲသူက1ဖက်တီစီကိုဥတီပြီးအကွက်စင်တော့တယ်1ဖက်တီကဝါပေမဲ့အချင်းကတော့ဆွဲရှိတယ်လူတွေဒီလိုလာချင်းချောက်တာကိုသူဘယ်တော့မှအလျှော့ပေးမှာမဟုတ်ဘူးငါပြန်ဆက်ပြီးပြီလေမင်းတို့ဆက်ပြီးဘာလုပ်ချင်နေတာလဲဆက်ပြီးပြီဟုတ်လားဘယ်သူမြင်လဲငါမင်းကိုပြောလိုက်မယ်ဒီနေ့ပတ်စံမဆက်ရင်မင်းရဲ့ခြေထောက်ကိုရိုက်ကျိုးပြစ်မယ်မင်းတို့ကတမင်တကာလာပြီးတသနာချနေတာပဲဒါဘာလုပ်နေကြတာလဲလက်မပါကြနဲ့အောင်ပြောစရာရှိတာကောင်းကောင်းပြောကြလေဖက်တီငါမင်းကိုပြောတာမဟုတ်ပါဘူးလူတွေစီကပတ်စံကျွေးတင်နေတာကိုဘာလို့ပြန်မဆက်တာလဲဒီလိုလုပ်လေမင်းကနဲ့အတူအလုပ်လုပ်ဒီအကျွေးကိုဆက်စရာမလိုတော့ဘူးဘယ်လိုလဲငါမင်းလိုလိမ့်လေသူနဲ့အတူတူအလုပ်မလုပ်ဘူးမင်းလုပ်ခဲ့တဲ့ညစ်ပတ်တဲ့ကိစ္စတွေကိုမှမသိဘူးထင်နေလားမျက်နှာပေးတာကိုမယူဘူးပေါ့ရိုက်စမ်းသူတို့တွေလက်ပါဖို့ပြင်နေလုံးပါပဲကျွန်တော်ချက်ချင်းထွက်ပြီးတားလိုက်တယ်ငါရဲ့ညီကိုထိရဲတယ်ပေါ့ငါကိုမေးဘူးရဲ့လားအားလုံးလက်ရက်လိုက်ကြလူတိုင်းလှည့်ပြီးကျွန်တော်ကိုကြည့်ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်စိတ်ထဲမှာအတွေးတစ်ခုပဲရှိတယ်ငါညီကိုထိရဲတဲ့သူကိုငါထိုက်တန်တဲ့တန်ဖိုးပေးဆက်ခိုင်းရမယ်အရင်ဘဝတုန်းကဝမ်ဖက်တီကကျွန်တော်ကိုကာကွယ်ပေးခဲ့တာဒီဘဝမှာတော့ကျွန်တော်အလဲပေါ့သူဘယ်လောက်ကြွေးတင်နေလဲငါဆက်ပေးမယ်ကြောက်လေးကျွန်တော်ကိုမြင်တော့တိတိတတ်တာတုံ့လောက်သွားတယ်ဒါပေမဲ့ဟန်ဆောင်ပြီးတည်ငြိမ်နေတော့မယ်သူကသူစင်ထားတဲ့ထောင်ချောက်ကအပြစ်ပြောစရာမရှိအောင်ပြေဆုံးနေတယ်လို့ထင်နေတာဒါမင်းနဲ့မဆိုင်ဘူးဝင်မရှုံနဲ့မင်းကညီကိုထောင်ချောက်စင်နေတာကိုငါနဲ့မဆိုင်ဘူးဟုတ်လားကြောက်လေးမင်းကလူတိုင်းကိုအယူထင်နေတာလားကောင်းကောင်းလှုပ်ဆန်းဖြစ်တာနေရင်သူ့ကိုရိုက်နှက်ပြီးငါနဲ့အတူအလုပ်လုပ်ဖို့အကြက်ကရမယ်ပတ်စံကတော့မင်းတို့ကိုရှုံမှာမဟုတ်ဘူးလူမိုက်တွေအတန်သွင်းထားတာကိုကြားတော့သူတို့တွေကြောက်လေးရဲ့လိန်ညာချင်းကိုခံလိုက်ရမှန်းသိသွားကြတယ်သူတို့ကပတ်စံရလို့အလုပ်လာလုပ်ပေးတာပြဿနာထဲမှာမပါချင်ကြဘူးကြောက်လေးလူမိုက်တွေအကုန်လုံးထွက်ပြေးသွားတာကိုမြင်တော့မျက်နှာဖြူလျော်သွားတယ်သူစင်ထားတဲ့အကွက်ကကျွန်တော်ကြောက်ပြက်သွားပြီမင်း
မင်းငါကိုကလိန်ကကြစ်လုပ်တယ်ပေါ့မင်းကိုကလိန်ကကြစ်လုပ်တာလားအပြန်လန်ပါပဲမင်းကြောက်လေးကလည်းဘာမှရိုးသားထောက်မှတ်တဲ့သူမဟုတ်ပါဘူးပတ်ဝန်းကျင်ကလမ်းသွားလမ်းလာတွေကလည်းဝိုင်းပြီးလက်ညှိုးထိုးပြောဆိုနေကြတယ်ကြောက်လေးမျက်နှာလုံးဝပြက်ပြီးအဆက်ရစွာထွက်ပြေးသွားတော့တဲ့တေချာကြံစီထားတဲ့ထောင်ချောက်ကလူပုံလည်းမှာဖွင့်ချခံလိုက်ရတော့ဒီတစ်ကွက်မှာတော့သူလုံးဝရှုံးနေသွားခဲ့ပြီးဝမ်ဖတ်တီကျွန်တော်ကိုကြည့်လိုက်တယ်ဒီညီကိုတော့အရင်ဘဝတုန်းကသူကျွန်တော်အတွက်အသက်ပေးခဲ့တာဒီဘဝမှာတော့သူ့ကိုဘယ်တော့မှစိတ်ဆင်းရဲအောင်မလုပ်တော့ဘူးဘယ်လိုလုပ်မလဲသူပို့ပြီးတော်လာပြီးစိတ်ချပါငါမှသူ့ကိုတတ်ဖို့နီးလန်းရှိပါတယ်လင်းချန်ထွက်ခဲ့စမ်းအထဲမှာပုံနေတာယောက်ျားလားကြောက်လေးနဲ့စူမန်တို့ကြံစီထားတဲ့ရလက်ကတော့စူမန်ရဲ့မောင်စူချန်ကိုလာပြီးတဒနာရှာခိုင်းတာပဲစူချန်ဆိုတဲ့ဒီလောင်းကစားသမားကအရင်ဘဝတုန်းကကျွန်တော်သူ့ဖင်ကိုလိုက်စေးပေးခဲ့ရတာမနေဘူးအခုဆိုရင်ကျွန်တော်ကုမ္ပဏီထိလာပြီးတဒနာရှာရဲတယ်ပေါ့တကယ်ကိုမသေးဘူးပဲငါအမကိုကြွေးတင်နေတဲ့ပတ်စံတွေကိုဒီနေ့တေချာပေါက်ပြန်ဆက်ရမယ်မဟုတ်ရင်နေ့ရဲ့ကုမ္ပဏီစုပ်ကိုရိုက်ခွဲပစ်မယ်လူမိုက်တွေကလည်းနောက်ကနေဝိုင်းပြီးအော်ဟစ်နေကြတော့အခြေအနေကခိတအတွင်းမှာရှုပ်ထွေးသွားတယ်ပတ်စံဆက်မြန်ဆက်မဆက်ရင်ကုမ္ပဏီကိုရိုက်ခွဲပစ်မယ်ကျွန်တော်အပေါ်ကနေအောက်ကအယုတ်ဆိုးလာတဲ့ရဆက်ကိုအေးဆက်စွာကြည့်နေတယ်ဒီလိုကွက်တေးသေးလေးတွေကိုအရင်ဘဝတုန်းကကျွန်တော်အများကြီးမြင်ပူးပြီးသားပြောပါလို့ဆရာမရှိပါဘူးကိုချန်ဘယ်လိုလုပ်မလဲအဲ့ဒီကောင်ကအောက်မှာအရန်တောင်းကျမ်းနေတယ်ကျွန်တော်တို့ရုံးလုပ်ငန်းတွေကိုတော့ထိခိုက်နေပြီကျွန်တော်လူနှဲငယ်ခေါ်ပြီးသူတို့ကိုမောင်းထုတ်လိုက်ရမလားအလောတကြီးမလုံးနဲ့ဖတ်တီးငါရဲတိုင်ထားပြီးလူခေါ်ပြီးမောင်းထုတ်ရုံတည်းဆိုရင်သူတို့အတွက်တက်တာလုံးရကြလိမ့်မယ်ရဲတွေချက်ချင်းရောက်လာတယ်စူချန်ကရဲတွေကိုမြင်ပေမဲ့မကြောက်တဲ့အပြင်ပို့ပြီးတော့တောင်းအောက်မှာလာသေးတယ်သူကရဲတွေကသူ့ဘက်ကနေအကျွေးတောင်းပေးမယ်လို့ထင်နေတာမင်းတို့ဘာလုပ်နေကြတာလဲလမ်းပေါ်မှာလူစုလူဝေးနဲ့တက်တနာရှာနေတာအများပြည်သူအေးချမ်းမှုကိုနှောက်ယှက်နေတာဒါကဥပဒေဖောက်ဖျက်တာမှမသိဘူးလားရဲဘော်ရဲကြီးရဲကျွန်တော်ဘက်ကနေဖြည့်ရှင်းပေးပါဦးဗျာသူကကျွန်တော်စီကပတ်စံတွေချီးပြီးပြန်မဆက်လို့ပါကျွန်တော်လည်းမတက်တာလို့ဒီထိလာရတာပါကျွန်တော်ထွက်လာပြီးရဲဘော်ရဲကြီးသူကလောင်းကစားသမားတစ်ယောက်ပါဒါကသူလောင်းကစားဝိုင်းမှာတင်ထားတဲ့အကျွေးစာချုပ်ပြီးတော့ဒါကသူလူစုလူဝေးနဲ့လောင်းကစားလုပ်ထားတဲ့တက်တွေတွေပါသူအခုလုပ်နေတာကချင်းချောင်းဝင်ညစ်တာပါစုချန်လောင်းကစားလုပ်ထားတဲ့တက်တွေကိုကျွန်တော်ရဲလက်ထဲအပ်လိုက်တယ်ဒါတွေအကုန်လုံးကကျွန်တော်ကြိုတင်စုဆောင်းထားတာတွေလေစုချန်ဆိုတဲ့လောင်းကစားသမားကအကျွေးပြန်မဆက်နိုင်တော့ကျွန်တော်စီကနေလာပြီးဝင်ညစ်ဖို့ကြံစီတာစုချန်တယောက်သူ့ရဲ့တက်တွေကိုရဲတွေလက်ထဲရောက်သွားတာမြင်တော့မျက်နှာတစ်ခုလုံးဖြူရော်သွားပြီးလှည့်ပြေးတော့တာပဲနှမျောစရာကောင်းတာကအခုမှပြေးကျင်နေဆိုတော့နည်းနည်းနောက်ကျသွားပြီလေမင်းကကိုနောက်ွယ်ကနေနှက်ရဲတယ်ပေါ့ရဲကစုချန်ကိုဖမ်းချုပ်ပြီးလက်ထိတ်ခတ်လိုက်တယ်လူစုလူဝေးနဲ့လောင်းကစားလုပ်မှုချင်းချောင်းဝင်ညစ်မှုတွေနဲ့တင်သူ့အထဲမှာတအောင့်တနာတော့သွားနေရတော့မှာပါလင်းချန်မင်းကိုငါအလွတ်မပေးဘူးမင်းကိုဘယ်တော့မှအလွတ်မပေးဘူးရဲတွေကစုချန်တဲ့လူမိုက်တချို့ကိုပါဖမ်းခေါ်သွားတော့ဘေးကကြည့်နေတဲ့လမ်းသွားလမ်းလာတွေကလက်ခုပ်တီးပြီးအားပေးကြတယ်စတော့ရှယ်ယာအားလုံးကိုပြန်ထုတ်လိုက်ပြီးဒီစတော့ရှယ်ယာကအရင်ဘဝတုန်းကတလားတီတီစက်တိုက်တက်ခဲ့တာဒါပေမဲ့ဒီနေ့ကအမြင့်ဆုံးအမှတ်ဆိုတာကျွန်တော်သိတယ်နောက်ပိုင်းကျရင်တရိပ်ရိပ်ပြန်ကျလာတော့မှဝက်ဖက်တီကွန်ပျူတာစကရင်ပေါ်ကကိန်းကနန်းတွေကိုကြည့်ပြီးမျက်လုံးတွေပြူသွားတယ်တောင်းကနန်းလောက်ကိုဒီလိုပဲအလွယ်တကူရသွားတာလားကိုချန်ကျွန်တော်တို့ချမ်းသာပြီး9သိန်းကျော်တောင်းမယ်ကျွန်တော်အကောင့်ထဲကလက်ကျန်တွေကိုကြည့်ပြီးနှက်ခမ်းတောင်းကနေပြုံးလိုက်တယ်9သိန်းကျော်ဆိုတာအမြည်ပဲရှိသေးတယ်ကျွန်တော်ရှာရမှာကတစ်ကမ္ဘာလုံးပဲဒါကအစပဲရှိသေးတယ်ကိုလေးသူ stock share တွေကိုပြန်ထုတ်ပြီးပတ်စံအများကြီးရသွားပြီး9သိန်းကျော်တောင်ရှိတယ်ဘာဖြစ်လို့လဲလူနှဲငယ်သွားရှာပြီးသူ့ကိုစုံမလိုက်စမ်းညနေအလုပ်ဆင်းချိန်မှာတော့ကျွန်တော်ခြေလမ်းတွေကိုရက်လိုက်ပြီးကားပေါ်မှာမိကသူ့ကိုအေးဆက်စွာကြည့်လိုက်တယ်ငါ့ကိုချင်းချောက်ချင်တယ်ပေါ့အရင်ဘဝတုန်းကငါဒီထက်ပိုပြီးအန်ဒီရများတဲ့မြင်ကွင်းတွေကိုကြုံဖူးပြီးသားလင်းချန်လူတစ်ယောက်ကပတ်စံပေးပြီးမင်းရဲ့ခြေထောက်တစ်ဖက်ကိုလိုချင်လို့တိတက်ရင်တော့ငြိမ်ငြိမ်လေးရက်နေစမ်းအသားနာမခံချင်ရင်ပေါ့ဒါကြောက်လေးရဲ့လက်ချက်ဆိုတာကျွန်တော်သိတယ်သူမင်းတို့ကိုပတ်စံပလောက်ပေးလို့လဲမင်းတို့ကဒီလိုကိစ္စမျိုးကိုလာလို့ရဲတာလဲမျက်နှာဖုံးဆွတ်ထားတဲ့လူတွေချက်ချင်းနေရာမှာတင်ကြောင်သွားကြတယ်မျက်နှာချင်းဆိုင်ကြည့်ရင်းနဲ့သူတို့ရဲ့ဇာတိရုပ်ကိုကျွန်တော်တိုက်ရိုက်ဖွင့်ချလိုက်လိမ့်မယ်လို့လုံးဝမတင်ထားကြဘူးခေါင်းဆောင်ဖြစ်တဲ့မျက်နှာဖုံးဆွတ်လူကတတိပြန်ဝင်လာပြီးဒေါသတကြီးနဲ့တန်တုပ်ကိုမကာအော်ဟစ်ပြီးလက်ပါဖို့ပြင်တော့တယ်သူ့ကိုစကားအရှိကြီးပြောမနေနဲ့လက်ပါဆန်းကျွန်တော်ချက်ချင်းလက်မောက်ပြီးဖုန်းကိုမြောက်ကတလန်းချင်းစီတက်တည်ယူလိုက်တယ်လက်ပါပြီးတောင်းကျင်နေပေါ့နားလက်ထဲကစောင့်ကြည့်ကင်မရာကိုအရင်မေးဦးမလားမင်းတို့ရဲ့မျက်နှာတွေကိုငါအကုန်လုံးရိုက်ထားပြီးပြီအခုချက်ချင်းအဖမ်းခံရင်မိသေးတယ်တမင်တကာနာကျင်စင်မှုကအနည်းဆုံး3နှစ်ထောင်ဒဏ်ကျခံရမယ်မျက်နှာဖုံးဆွတ်ထားတဲ့သူတွေဖုန်းကဗီဒီယိုရိုက်နေတာကိုမြင်တော့အကုန်လုံးရခတ်သွားကြတယ်သူတို့ကပတ်စံရလို့အလုပ်လာလုပ်ပေးတာတကယ်ထောင်မကျချင်ကြဘူးကြောက်လေးမင်းတို့ကိုပတ်စံဘလောက်ပေးလို့လဲငါအစမတန်နှစ်ဆပေးမယ်ပြီးတော့မင်းတို့ကိုထောင်မကျစေရဘူးမျက်နှာဖုံးဆွတ်ထားတဲ့သူတွေတယောက်ကိုတယောက်ကြည့်ပြီးစိတ်လှုပ်ရှားသွားကြတယ်နှစ်ဆတော့ပတ်စံပြီးတော့ထောင်လည်းမကျရဘူးဒီရောင်းဝယ်ကတကယ်ကိုတွက်ချေကြိုက်တယ်ခေါင်းဆောင်ဖြစ်တဲ့သူကခိတ္တစဉ်းစားပြီးတန်တုပ်ကိုချလိုက်တယ်ထင်းတဲ့အတိုင်းပဲအကျွင်းမဲ့အကျိုးမျက်ရှိမှာတော့ဘာသစ္စာတရားမှအလကားပဲတခြားသူတွေလည်းခေါင်းဆောင်တန်တုပ်ချတာကိုမြင်တော့သူတို့လက်ထက်ကတန်တုပ်တွေကိုလည်းချလိုက်ကြတယ်ဒီအန်ဒီရကတော့ဒီလိုပဲပြေလည်သွားခဲ့ပြီးအကိုဒါကြောက်လေးနဲ့ကျွန်တော်တို့ရဲ့စကားပြောမှတ်တမ်းသူကမင်းရဲ့ခြေထောက်တစ်ဖက်ကိုရိုက်ကျိုးပစ်ဖို့ကျွန်တော်တို့ကို2000ပေးတာဒါကတက်တယ်ပဲမင်းတို့ပြောတာတွေအကုန်မှန်ပဲလားကြောက်လေးကမင်းတို့ကိုခိုင်းတာတေချာလားအမှန်တရားပါအကိုကျွန်တော်တို့အကုန်ဝင်ခံပါတယ်ကျွန်တော်တို့လည်းဖြစ်တာစိတ်မသွားလို့ပါရဲစခန်းကထွက်လာတော့ရှန်ချင်းရွက်ရဲ့ကားကတကားဝမှာရက်နေတာကိုမြင်ရတယ်ရှန်ချင်းရွက်ကျွန်တော်ရှိကိုပြေးလာပြီးကျွန်တော်ကိုအထက်အောက်ကြည့်ကကျွန်တော်ဘာမှမဖြစ်မှန်တေချာတော့မှတပြင်းချနိုင်တော့တယ်သူမစိတ်ပူနေတဲ့ပုံစံကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာနှွေးထွေးသွားတယ်မင်းဘာမှမဖြစ်ဘူးမလားငါ့ကိုလမ်းတေတော့မှာပဲမင်းရဲ့ဖုန်းကိုရချင်းပဲငါချက်ချင်းလာခဲ့တာနောက်ဆိုငါလူလွတ်ပြီးမင်းကိုကာကွယ်ပေးမယ်ကြောက်လေးကဘာမှမဆိုလုပ်ရဲတဲ့သူမင်းတယောက်တည်းဆိုရင်အရန်အန်ရများတယ်ကျွန်တော်ရှန်ချင်းရွက်ကိုကြည့်ပြီးခေါင်းညှိပြလိုက်တယ်ပြန်လဲမွေးဖွားလာပြီးနောက်ကျွန်တော်ပတ်စံရှာယုံတင်မကပဲဘေးနာကလူတွေကိုလည်းကာကွယ်ပေးရမယ်သူမကတော့ကျွန်တော်ကာကွယ်ခြင်းတဲ့သူတွေထဲကတယောက်ပေါ့ကြောက်လေးရဲ့ကိစ္စကမပြီးသေးဘူးဒါပေမဲ့သူမဘေးနာမှာရှိနေရင်ဘာခက်ခဲမှကြောက်ဖြတ်လို့မရတာမရှိပါဘူးကြောက်လေးလွတ်လိုက်တဲ့လူမိုက်တွေကိုရှင်းပြီးနောက်ကျွန်တော်နဲ့ရှန်ချင်းရွက်ရဲ့ပူပေါင်းဆောင်ရွက်မှုကလည်းတရားဝင်စတင်တော့မယ်ဖြစ်တာနေရင်ထိပ်ပြီးအစည်းအဝေးမှာကြောက်လေးစကားပြောလိုက်မယ်မင်းတတိထားဦးမိတ်ဆွေတို့အခုဒီလုပ်ငန်းမှာလူတွေကကလိန်ကချစ်နီလန်းတွေနဲ့ပဲကြီးပွားလာကြတာများတယ်သူပြောနေတာလင်းချန်ရဲ့ကုမ္ပဏီကိုလားမဖြစ်နိုင်တာကျွန်တော်လင်းချန်ကိုကြည့်ရတာဒီလိုလူမျိုးမဟုတ်ပါဘူးအောက်ကလူတွေအကုန်လုံးကျွန်တော်စီကိုအကြည့်တွေရောက်လာကြတယ်လင်းချန်ရဲ့ခြံရွက်နီးပညာကိုပဲကြည့်လေပြောရရင်တော့ဒါကလုံးဝလိန်လေလက်ထားတဲ့ကုမ္ပဏီလို့ပဲအကွက်ချပြီးလိန်လေလက်ထားက
ဈေးကွက်ကိုလိုက်ပြီးချစ်ထုတ်နေတာဒီစကားထွက်လာတော့တကွင်းလုံးရုတ်တရက်ကွက်လောရိုက်သွားတယ်ဘာလဲလိမ်လေတဲ့ကုမ္ပဏီဟုတ်လားအမှန်လားအမှားလားငါကသူတို့နဲ့ပူးပေါင်းမှုတွေးနေတာသူစိတ်ကြိုက်မဟုတ်မမှန်ဆွဆွဲနေပြီးတကွင်းလုံးစူညံနေတဲ့အချိန်မှာပဲအစည်းအဝေးခန်းမရဲ့ screen ကြီးကရုတ်တရက်မြင်ကွင်းပြောင်းလဲသွားတယ်ကြောက်လေးတကူလုံးစကားပြောဆင်မြင့်ပုံမှာလုံးဝတောင့်ခဲသွားတော့တယ်သူအိမ်မက်တောင်မဖူးမှမဟုတ်ဘူးသူ့ရဲ့မကောင်းတဲ့တက်တွေတွေကလူပုံအလဲမှာဖွင့်ချခံလိုက်ရလိမ့်မယ်လို့ဒါကဘာလဲဘသူလောက်တာလဲဒါတွေအကုန်လုံးကရှန်ချင်းရွက်လောက်ထားတာသူမကြောက်လေးဒီလိုလုပ်လိမ့်မယ်ဆိုတာကြိုတင်တွက်ဆက်ထားပြီးသားမို့လို့ကြိုပြီးပြင်ဆင်ထားတာတက်တွေအားလုံးကိုထုတ်ပြလိုက်တာပဲကောင်းပါပြီမန်နေဂျာရှန်တကွင်းလုံးပွက်လောရိုက်သွားပြီးသတင်းထောက်တွေကလည်းဝိုင်းအောင်လာကြောက်လေးကိုမေးခွန်းတွေပြလာဆက်မေးတော့တယ်သူအစကမဟုတ်မမှန်ဆွဆွဲခဲ့တာတွေကအခုတော့ရေးစရာဖြစ်သွားပြီဒီတက်တွေတွေကအမှန်ပဲလားတကယ်ပဲလက်ပေးခဲ့တာလားမင်းအခုဘယ်လောက်တိတ်ဆောင်ခဲ့လဲဖယ်ကြအကုန်ဖယ်ကြဒါကမဟုတ်မမှန်ဆွဆွဲတာကြောက်လေးအရှက်ရစွာနဲ့အစည်းအဝေးခန်းမထဲကနေထွက်ပြေးသွားတော့တယ်ဒီဘွားမှာတော့သူဒီခန်းမထဲကိုပြန်လာရဲတော့မှမဟုတ်ဘူးမင်းကြောင့်ပါချင်းရွက်ဒီနေ့အခြေအနေကမင်းသာမရှိရင်ငါဒီလောက်လွယ်လွယ်ကူကူနဲ့ပြန်ပြီးအသာစီးရမှာမဟုတ်ဘူးငါတို့ကစီးပွားဖက်တွေပဲလေဒါကငါလုပ်တဲ့လုပ်ထိုက်တာပါဒီအစီအစဉ်လေးကိုရှင်းပြီးနောက်ကျွန်တော်တို့လည်းလှုပ်ထုံးလုပ်ပြီးအားလုံးကိုတရားဝင်ပြီးမြောက်အောင်လုပ်လိုက်ကြတယ်ကျွန်တော်တို့ရဲ့ကုမ္ပဏီနောက်ဆုံးတော့တီထောင်နိုင်ခဲ့ပြီးခြံရွက်နည်းပညာနောက်ဆိုရင်ငါတို့ကစီးပွားဖက်တွေပေါ့စီးပွားဖက်တွေမကြခင်မှာပဲကျွန်တော်တို့ရဲ့ခြံရွက်နည်းပညာကတရားဝင်ဖွင့်လှစ်ခဲ့တယ်ဒါကပြန်လည်မွေးဖွားပြီးနောက်ကျွန်တော်ဘဝရဲ့စစ်မှန်တဲ့ပထမဆုံးခြေလမ်းပဲကြိုးဆိုပါတယ်မန်နေဂျာရှန်အရင်ဘဝကဒီချိန်တုန်းကကျွန်တော်ကြောက်လေးစီမှာအလုပ်လုပ်ပေးနေရပြီးသူ့အတွက်ပဲအကျိုးမြတ်တွေရှာပေးခဲ့ရတာဒါပေမဲ့ဒီဘဝမှာတော့ကျွန်တော်မှာကိုယ်ပိုင်ကုမ္ပဏီရှိနေပြီဂုဏ်ယူပါတယ်မန်နေဂျာရှန်နောက်ဆိုအားလုံးအတူတူစူးစမ်းကြရအောင်ဒါကအစပဲရှိသေးတယ်ဆိုတာကျွန်တော်သိတယ်နောက်ပိုင်းကျရင်ကျွန်တော်ရဲ့ကုမ္ပဏီကိုဦးဆောင်ပြီးအခွင့်အရေးအားလုံးကိုစုပ်ကန်တာဒီလုပ်ငန်းရဲ့ထိပ်ဆုံးကိုရှောက်လန်းသွားမယ်မလန်းမကန်းကထောက်တနေရမှာတော့စူမန်ကကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်မျက်ဝန်းထဲကမနာလိုညှို့မိန်မှုတွေကရှန်ထွက်လို့မတက်ပဲလင်းချန်နင်းဆောက်နေလိုက်ရှစ်ဆက်မဲ့လန်းကချုံးမွေးနေမှာမဟုတ်မှန်းကျွန်တော်သိတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဘာစိန်ခုံမှုကိုမှမကြောက်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအရင်ဘဝကလိုအနိုင်ကျင့်ခံလူအကြီးမဟုတ်တော့လို့ပဲကိုချန်ကျွန်တော်တို့ကုမ္ပဏီရဲ့ဒီလအခြေအနေကအရန်တည်ငြိမ်နေတယ်ဒါကလက်ပတ်စီရင်ခံစားပါကြည့်လိုက်ပါဦးဒီမှာထားလိုက်စစ်တပ်နေရင်ငါကြည့်လိုက်မယ်မင်းဝင်လို့မရဘူးထဲဆန်းငါလင်းချန်ကိုရှာတာငါကသူ့ရဲ့ရည်စားပဲကိုချန်နောက်ဆုံးတော့နင်းကားကိုတွေ့ပြီပေါ့သူမဝင်လာခြင်းပဲပုံစံတစ်မျိုးလုပ်နေတာကျွန်တော်ကြည့်လိုက်ရုံနဲ့သူမဘာကွက်ဆင်ဦးမလဲဆိုတာသိနေတယ်ကိုချန်ကျမမှာကိုဝင်ရှိနေပြီနေ့ရက်ကလေးပဲနင်းကားကိုတာဝန်ယူရမယ်ထင်တဲ့အတိုင်းပဲသူမနောက်ဆက်တွဲပြောမယ့်စကားကကျွန်တော်တွေးထားတာနဲ့တပုံစံနဲ့ပဲကျွန်တော်အဲ့ဒီအချိန်မှာလည်းရဲလိုက်မိတယ်ဒီမိမကတကယ်ပဲငါ့ကိုအယူထင်နေတာလားငါတို့မတွေ့ရတာ3လတောင်ရှိပြီဥစ္စာသူမကငါကလေးကိုရထားတယ်လို့လာပြောနေတယ်စူမန်မင်းကိုယ်တိုင်ရဲစရာကောင်းတယ်လို့မခံစားရဘူးလားငါတို့မတွေ့တာဒီလောက်ကြာပြီဥစ္စာမင်းမှာဘဲကကလေးရှိလာမှလဲကျွန်တော်သူမကိုဖွင့်ချလိုက်တာကိုမြင်တော့သူမလည်းမြေကြီးပေါ်ထိုင်ပြီးငိုယိုကတောင်းကျမ်းတော့တယ်ကျွန်တော်ကိုအလျှော့ပေးအောင်အကြက်ကံကိုကြံစီနေတာအရင်တိုင်းပဲကလေးကနင်းကလေးပဲနင်းရင်းလို့မရဘူးနင်းဒီလိုတာဝန်မဲ့လို့မရဘူးနင်းကတစ္ဆာဖောက်ပဲအခုထိစင်ကြေပေးနေတော့မဲလားဒါဆိုရင်ဒီဓာတ်ပုံတွေကိုကောင်းကောင်းကြည့်လိုက်ဦးဒါတွေကဘာလဲဆိုတာငါမင်းကိုရှင်းပြပေးဖို့လိုဦးမလားသူမကျွန်တော်လက်ထဲမှာဒီလိုအရာတွေရှိနေလိမ့်မယ်လို့လုံးဝမထင်ထားဘူးဒါကဒီတက်တွေတွေမကဘူးကျွန်တော်လက်ထဲမှာသူမရဲ့ကျမ်းမာရေးစစ်ဆေးချက်အစီရင်ခံစာလည်းရှိသေးတယ်အစအဆုံးအကုန်လုံးကသူမတေချာကြံစီထားတဲ့ပြဿနာတစ်ခုပဲပြီးတော့ဒါကမင်းရဲ့ကျမ်းမာရေးစစ်ဆေးချက်အစီရင်ခံစာပဲမင်းမှာလုံးဝကိုယ်ဝင်မရှိဘူးငါပြောတာမှန်တယ်မလားဝန်ထမ်းတွေလည်းအကုန်လုံးသဘောပေါက်သွားကြပြီအစကတော့ဒီမိမကလာပြီးလိမ့်နေတာပဲစောကတနာစရာပုံစံတွေကအကုန်ဟန်ဆောင်ထားတာအတူကြီးပဲကိုတကယ်မျက်နှာပြောင်တိုက်တာပဲကိုဝင်အတူနဲ့တော့မန်နေဂျာလင်းကိုလာလိန်ရဲတယ်ပေါ့စူမန်လက်ဆက်ပြီးမျက်နှာပြစရာမရှိတော့ပဲမျက်နှာကိုအုပ်ပြီးအရှက်ရစွာထွက်ပြေးသွားတော့တယ်ဒီဘွားမှာတော့ကျွန်တော်ကိုထပ်တွေ့ချင်တော့မှမဟုတ်ဘူးဒါပေမဲ့သူမလိုလူစားမျိုးကရည်ရွယ်ချက်မအောင်မြင်မချင်းအလွယ်တကူလက်လျှော့မှာမဟုတ်မှန်းကျွန်တော်သိတယ်နေမြ မြနီလက်ရှာဒီတစ်ခါတော့သူ့ကိုတေချာပေါက်နှိမ်ပြရမယ်မဟုတ်ရင်ငါတို့နှစ်ယောက်လုံးလုံးဝပျက်စီးသွားလိမ့်မယ်လင်းချန်မင်းမထင်ထားဘူးမလားဒီကုံမှတ်တစိတ်ကအခုငါဟာဖြစ်သွားပြီကိုလေးကတော်တာပဲဒါဆိုရင်လင်းချန်အဲ့ဒီကောင်ထုတ်လာရင်တော့ဒီနမဲကိုသုံးမရတော့မှမဟုတ်ဘူးသွားမြထုတ်လို့ဖို့စီစဉ်ဒီကုံမှတ်တစိတ်ကိုသုံးငါတို့ဒီတစ်ချိန်မှာပတ်စံများကြီးရှာပြီးလင်းချန်ရဲ့ဈေးကွက်ကိုလူယူမယ်ကောင်းပါပြီကိုလေးကျွန်တော်အခုချက်ချင်းသွားလုပ်ပါမယ်ကြောက်လေးကတော့လက်ဖက်ရည်တောက်ရင်ချမ်းသာမဲ့အိမ်မက်တွေမက်နေတော့မယ်လင်းချန်ငါနဲ့ပြန်ဖို့မင်းကလူပါသေးတယ်ဒီတစ်ခါမင်းငါနဲ့ဘယ်လိုကစားမလဲဆိုတာငါကြည့်ရသေးတာပေါ့ကိုလေးမကောင်းတော့ဘူးတရားရုံးကတမန်စာရောက်လာပြီကျွန်တော်တို့တရားစွဲခံရပြီကြောက်လေးလုံးဝကြောင်သွားတယ်သူမထင်ထားတာကကျွန်တော်ကြိုတင်ပြီးတီထွင်မှုမူပိုင်ခွင့်ဖဲတယ်ရှောက်ထားခဲ့တာကိုပဲသူဘလောက်ပဲစူးစမ်းပြီးလူယူခဲ့တဲ့ကုံမှတ်တစိတ်ကလုံးဝအသုံးမဝင်တော့ဘူးဘာလဲမူပိုင်ခွင့်ချိုးဖောက်မှုဟုတ်လားဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအမှုရုံးတော်ရောက်တော့ကျွန်တော်တရားသူကြီးရှိမှကျွန်တော်ကြိုတင်ရှောက်ထားခဲ့တဲ့မူပိုင်ခွင့်လက်မှတ်ကိုထုတ်ပြလိုက်တယ်အချိန်ကသူကုံမှတ်တစိတ်လူယူခဲ့တာထက်တလားတီတီကြိုစောနေတာတရားသူကြီးမင်းခင်ဗျာဒါကကျွန်တော်ရဲ့တီထွင်မှုမူပိုင်ခွင့်လက်မှတ်ပါကျွန်တော်ဒီမူပိုင်ခွင့်ကိုကြိုတင်ရှောက်ထားခဲ့တာပါတရားပြန်ရဲ့လုပ်ရက်ကချိုးဖောက်မှုမြောက်နေပါပြီတရားပြန်ကတရက်လူကိုစီးပွားရေးနစ်နာကြေးစုပေါင်းငွေကျပ်9သိန်းပေးလျော်စေဒီနေ့ကစပြီးအာနာတီစီကြောက်လေးလုံးဝကြောင်သွားတယ်ဈေးကွက်ကိုမလူနိုင်ခဲ့တဲ့အပြင်9သိန်းတောင်ပြန်ရောပေးလိုက်ရတယ်ဒါဘယ်လိုလုပ်ဒီလိုဖြစ်သွားရတာလဲငါပတ်စံတွေလေကြောက်လေးရဲ့ပြဿနာကိုရှင်းပြီးနောက်ကျွန်တော်နောက်ထပ်အခွင့်အရေးတစ်ခုစီကိုအကြည့်ရွှေ့လိုက်တယ်ကိုချန်မင်းဒီလိုရွှေ့တာကိုဘာလို့ကြည့်နေတာလဲခတိဒါကနောက်ထပ်အခွင့်အရေးပဲငါတို့ဒီအခွင့်အရေးကိုစုပ်ကန်ရမယ်ကျွန်တော်တို့မကြခင်ပါပဲကိုပိုင် web link ကိုတိစောက်လိုက်ကြတယ်မင်းဒါကိုလည်းနားလည်လိမ့်မယ်လို့မထင်ထားဘူးမင်းကရိုးရလုပ်ငန်းတွေပဲလုပ်တာထင်နေတာခစ်ကပြောင်းလဲနေတာပဲငါတို့လည်းလိုက်ပြောင်းရမှာပေါ့မဟုတ်ရင်ခင်းနောက်ကျကြံခဲ့လိမ့်မယ်မင်္ဂလာပါအားလုံးပဲဒီနေ့မိတ်ဆက်ပေးမဲ့ဒီထုတ်ကုန်ကတကယ်ကိုတန်မိုးရှိပါတယ်ပုံမှန်ဆိုရင်69ချက်ဒီနေ့ကျွန်တော်လည်းခန်းထဲမှာတော့39ချက်ပဲကျွန်တော်တို့ရဲ့ပထမဆုံး live လွင့်ချင်းကဒီလိုပဲစတင်ခဲ့တယ်ထိရောက်မှုကဒီလောက်အထိကောင်းလိမ့်မယ်လို့မထင်ထားဘူးလွင့်ချင်းပဲလူကြည့်အရင်များသွားတယ်ကိုချန်ပေါက်သွားပြီလုံးဝပေါက်သွားပြီ1မိနစ်အတွင်းမှာလည်းအော်ဒါ1000ဓာတ်ရိုက်တက်လာတယ်ဒီရောက်အားကအရန်ကြောက်စရာကောင်းတယ် web တပွဲလွင့်ပြီးနောက်ကျွန်တော်တို့တောင်းကနန်းလောက်ရောင်းချခဲ့ရတယ်ဒါကအရင်တုန်းကဆိုရင်ကျွန်တော်တို့အိမ်မက်တောင်မမတ်ရဲတဲ့ຢာပဲဘယ်လိုလဲငါပြောတာမှန်တယ်မလားတကယ်တော်တာပဲထိရောက်မှုဒီလောက်ကောင်းလိမ့်မယ်လို့မထင်ထားဘူးကိုချန်မန်နေဂျာရှန် live တပွဲလေးနဲ့တောင်းကနန်းလောက်ဓာတ်ရိုက်ရောင်းရတယ်ရပါပြီစိတ်မလှုပ်ရှားနဲ့အောင်ဒါကအစ
ပဲရှိသေးတယ်နောက်ဆိုငါတို့လုပ်စရာတွေအများကြီးရှိသေးတယ်လက်တပွဲလေးနဲ့တောင်းကနန်းလောက်ရတာလားလက်ဖရနာကဒီလောက်ထိအကျိုးမြတ်များတာလားလင်းချန်အဲ့ဒီကောင်ကန်ကောင်းလုံးလာပဲသွားငါတို့လည်းလက်ဖရမယ်မြန်မြန်လိုက်ခန်းဆောက်ဟောက်ရှာငါလည်းဒီပတ်စံကိုရှာမယ်ကောင်းပါပြီကိုလေကျွန်တော်အခုချက်ချင်းသွားလုပ်ပါမယ်စောင့်နေလိုက်လင်းချန်ဒီတခါတော့မင်းရဲ့စီးပွားရေးကငါဟာဖြစ်သွားပြီသူကတော့အခုထိစိတ်ကူးရင်နေတော့မယ်ကိုယ်တိုင်ပျက်စီးမဲ့လမ်းတွေကိုခြေလမ်းဝင်နေမှမသိရှာဘူးဒီတစ်ချိန်မှာတော့သူ့ကိုလုံးဝပိုင်ဆိုင်မှုအကုန်ဆုံးရှုံးသွားအောင်လုပ်ပြမယ်ကြောက်လေးရဲ့အကွက်တေးသေးလေးတွေကိုကြည့်ပြီးကျွန်တော်မရပဲမနေနိုင်တော့ဘူးမင်းဒီတခါဘယ်လိုရှုံးမလဲဆိုတာငါစောင့်ကြည့်ရသေးတာပေါ့မန်နေဂျာလည်းတကယ်ပဲတောင်းပန်ပါတယ်ကျွန်တော်တို့အလုပ်ထွက်ဖို့စီစဉ်ထားပါတယ်မန်နေဂျာကြောက်ဘက်ကကျွန်တော်တို့ကိုလာစားနှစ်ဆပေးလို့ပါငါသိပြီမင်းတို့သွားချင်တယ်ဆိုရင်လည်းလန်ကီဖြောင်းဖြူပါစေကိုချမ်းမကောင်းတော့ဘူးအဲ့ဒီဝန်ထမ်းအချို့ကိုကြောက်လေးကလူယူသွားပြီးစိတ်ချပါဖတ်တီငါစိတ်ထဲမှာအစီအစဉ်ရှိပြီးသားဒီလူတွေကိုငါတမင်တကာလွတ်ပေးလိုက်တာတမင်တကာဟုတ်လားကိုချမ်းဒါဘာဖြစ်လို့လဲမင်းစောင့်ကြည့်လိုက်မကြခင်ကြောက်လေးကန်ဆိုတော့မှမင်းတို့မနောက်လိုက်ရင်ငါမင်းတို့ကိုမျက်နှာမပြတ်စေရဘူးနောက်ဆိုငါနဲ့အတူကောင်းကောင်းနေထိုင်ရမှာလင်းချန်အဲ့ဒီကောင်နောက်လိုက်တာထက်အများကြီးတာပါတယ်ကျေးဇူးပါကိုလေကျွန်တော်တို့တေချာပေါက်စူးစမ်းပါမယ်မကြခင်မှာပဲကြောက်လေးရဲ့ live တွင်ချင်းကလည်းစတင်ခဲ့တယ်မင်္ဂလာပါအားလုံးပဲဒီနေ့မိတ်ဆက်ပေးမဲ့ဒီထုတ်ကုန်ကအရန်တန်ပါတယ်အားလုံးပဲမြန်မြန်ဝယ်ကြပါဒါဘာဖြစ်လို့လဲဘာဖြစ်လို့လင်းချန်ကတောင်းကနန်းလောက်ရောင်းရပြီးငါကြတော့ဒီလောက်ပဲရတာလဲမဟုတ်သေးပါဘူးဒါဘာဖြစ်လို့လဲဘာလို့ဝယ်ရဲ့အချက်လက်တွေကဒီလောက်ဆိုးရွားနေရတာလဲမင်းတို့ငါ့ကိုလိမ့်နေတာလားလင်းချန်ရဲ့ဤပညာကိုမင်းတို့ယူမလာခဲ့ဘူးလားကျွန်တော်တို့လည်းမသိပါဘူးဘာအခြေအနေလဲကိုလေကျွန်တော်တို့ကတော့လုံထုံးလုံဒီတိုင်းလုပ်တာပါအရေးကြီးတဲ့အချိန်မှာပဲတကုံရက်လုံးဓာတ်ရိုက်ပေါက်ကွဲသွားတယ်ကြောက်လေးကုမ္ပဏီရဲ့ထုတ်ကုန်အရင်စင်းနဲ့အတွင်းပိုင်းလျှို့ဝှက်ချက်အချက်လက်အားလုံးကလုံးဝဖွင့်ချခံလိုက်ရပြီးလူတိုင်းတိသွားကြတော့တယ်ကိုလေမကောင်းတော့ဘူးကျွန်တော်တို့ထုတ်ကုန်တွေရောင်းလို့မထွက်တော့ဘူး online မှာကျွန်တော်တို့ရဲ့အရင်စည်းတွေကိုအကုန်ဖွင့်ချလိုက်ပြီးမို့လို့ဘယ်သူမှမဝယ်ကြတော့ဘူးအရင်စည်းပေါ်သွားပြီးနောက်ကြောက်လေးရဲ့ထုတ်ကုန်တွေအကုန်လုံးသိမ့်မိကုန်ပြီးကုန်ပစ္စည်းအမြောက်များလက်ထဲမှာကျန်နေခဲ့တယ်မင်းတို့ပဲကိုမင်းတို့ကလင်းချန်ရဲ့တူရှိုးတွေဖြစ်နေတာပဲငါ့ကိုတမင်တကာလာပြီးအကွက်စင်လာမလားမဟုတ်ရင်ဘာဖြစ်ရမှာလဲမင်းကငါတို့တကယ်ပဲမင်းလိုလူစားမျိုးနောက်ကိုလိုက်မယ်ထင်နေတာလားကိုလေးငါတို့ကိုလက်ခဒီလောက်ကြာကြာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဟုတ်ပတ်မန်နေဂျာလင်းကမင်းဒီအကွက်ကိုသုံးမယ်ဆိုတာကြိုတင်တွက်ဆက်ထားပြီးသားမင်းကလူပါသေးတယ်ကြောက်လေးပတ်စံဆက်မင်းငါတို့ကိုကြွေးတင်နေတဲ့ကုန်ဖိုးတွေကိုဘယ်တော့ပေးမှာလဲချက်ချင်းပဲကုန်ပစ္စည်းပေးသွင်းသူတွေလည်းရောက်လာကြတယ်သူတို့တွေကြောက်လေးရဲ့ကုမ္ပဏီအဆင်မပြေတော့ဘူးလို့ကြားတာနဲ့အကျွေးလာတောင်းကြတာမဟုတ်ရင်ကုမ္ပဏီကပစ္စည်းတွေကိုယူပြီးအကျွေးဆက်ရမယ်ကြောက်လေးလုံးဝအကျက်ရိုက်သွားပြီဟဲလိုငါကြောက်လေးငါ့ကိုလူတယောက်ပြန်ပေးဆွဲပေးစမ်းငါလင်းချန်ကိုချင်းချောက်ချင်လို့သူ့ရဲ့မိန်းမရှန်ချင်းရွယ်ကိုအရင်ဖမ်းငါ့ကိုပတ်စံပေးဖို့သူ့ကိုအချက်ကင်မယ်ကြောက်လေးဒီလိုလုပ်လိုက်မယ်ဆိုတာကျွန်တော်ကြိုသိနေလို့အဆအဆုံးလူလွတ်ပြီးသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ခိုင်းထားတာသူလက်စာနှစ်ဆနဲ့လူခေါ်တာကစလို့နောက်ဆက်တွဲအရာအလုံးကကျွန်တော်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေတာကိုချမ်းကြောက်လေးအဲ့ဒီကောင်ယူနေပြီသူတကယ်ပဲပြန်ပေးဆွဲဖို့ကြံနေတာငါတို့မြန်မြန်ရဲတိုင်ရအောင်အလုံးမကြီးနဲ့သူ့ကိုလာခိုင်းလိုက်သူနောက်ဆုံးဘာကွက်ကစားမလဲဆိုတာငါစောင့်ကြည့်ချင်လို့အရင်ဘဝတုန်းကသူကနီးလန်းပေါင်းစုံနဲ့ကျွန်တော်ကို6ထဲတွန်းချခဲ့တာဒီဘဝမှာတော့သူကိုယ်တိုင်လုပ်ခဲ့တဲ့အခုတို့ရဲ့အရာတာကိုညီးဆန်းခိုင်းရမယ်ဒီတစ်ချိန်မှာတော့သူ့ကိုလုံးဝပြန်မထလာနိုင်အောင်လုပ်ပြမယ်ထင်တဲ့အတိုင်းပဲမကြခင်မှာပဲကြောက်လေးရဲ့လူတွေလက်ပါတော့တယ်သူတို့တွေချင်းရွက်ကိုပြစ်မှတ်ထားပြီးပြန်ပေးဆွဲကကျွန်တော်ကိုအကြက်ကင်ကိုကြံစီကြတာမြန်မြန်လို့အတန်မထွက်နဲ့မဟုတ်ရင်တက်ဖြစ်မယ်သူတို့ကချင်းရွက်ကိုတာမန်တတိသမီးလေးမို့လို့အနိုင်ကျင့်ရလွယ်မယ်ထင်နေကြတာဒါပေမဲ့သူတို့လူမားသွားမှမသိကြဘူးလင်းချန်မင်းရဲ့မိန်းမငါလက်ထဲမှာသူဘာမှမဖြစ်ချင်ရင်ငါတန်းယူလာခဲ့ရဲမတိုင်နဲ့မဟုတ်ရင်တက်ဖြစ်မယ်သူ့ကိုမထိနဲ့မင်းတို့သူ့ကိုလုံးဝမထိခိုက်စေနဲ့ပတ်စံကအခုချက်ချင်းယူလာခဲ့မယ်ဘလောက်ဖြစ်ရတယ်ပြန်ပေးဆွဲသမားရဲ့ဖုန်းကိုရတော့ကျွန်တော်တစ်ဖက်ကနေအချိန်ဆွဲရင်တစ်ဖက်ကနေတိတ်တဆိတ်ရဲနိုင်လိုက်တယ်ဒီလင်းချန်ကတကယ်ပဲစကားနားထောင်တာပဲပတ်စံရရင်ငါတို့ထွက်ပြေးကြတာပေါ့သူတို့တွေချင်းရွက်ကသူတို့အနိုင်ကျင့်လို့ရမဲ့သူမဟုတ်မှန်းလုံးဝမသိကြဘူးချင်းရွက်ကအဲ့ဒီကျိုးတွေကိုအလွယ်တကူပဲရုံထွက်လိုက်တယ်အဲ့ဒီကျိုးတွေကသူမအတွက်တော့အယုတ်လိုပါပဲမင်းဘယ်လိုရုံထွက်လိုက်တာလဲမင်းတို့လောက်နဲ့ငါ့ကိုပြန်ပေးဆွဲချင်တာလားပြန်ပေးဆွဲသမားတယောက်တတိဝင်လာပြီးသူမကိုလာခန်းတော့ချင်းရွက်ကတိုက်ရိုက်ပကုံးကျော်လွှဲချလိုက်ပြီးသူ့ကိုလဲကျသွားစေတယ်လှုပ်ရှားမှုကတွက်လက်ချက်ကျလာတယ်တခြားပြန်ပေးဆွဲသမားတွေအဲ့ဒီအချိန်မှာလည်းကြောင်သွားကြတယ်သူတို့တွေဒီမိမကလုံးဝအေးဆေးတဲ့သူမဟုတ်မှန်းနောက်ဆုံးတော့သဘောပေါက်သွားကြပြီမင်းကဘာတူလဲငါကဘာတူလဲဟုတ်လားမင်းတို့ငါ့ကိုပြန်ပေးဆွဲတော့ကမစုံစမ်းခဲ့ကြဘူးလားမကြခင်မှာပဲချင်းရွက်ကပြန်ပေးဆွဲသမားအားလုံးကိုနှိမ်နှင်းလိုက်တယ်တယောက်ချင်းစီမြေကြီးပေါ်မှာလဲကြပြီးမလုံနိုင်တော့ပဲအော်ဟဲ့ညီးတွားနေကြတော့တယ်ဒီလူတွေကိုရှင်းပြီးနောက်ချင်းရွက်ကလက်ကိုပုတ်ပြီးဘာမှမဖြစ်ခဲ့တယ်လို့မျိုးပဲစောစောကအရာတွေကတွေးပူလေးချင်းခံလှုပ်လိုက်တယ်လို့ပါပဲဒီလောက်အစွမ်းစားလေးနဲ့ပြန်ပေးဆွဲရဲတယ်ပေါ့တကယ်ရှက်မရှိတာကျွန်တော်ရဲတွေကိုခေါ်ပြီးရောက်လာတော့နေရာမှာတင်ဆုံသွားတယ်ချင်းရွက်ကကျွန်တော်ကိုမြင်တော့ပြုံးပြီးနှုတ်ဆက်သေးတယ်ဘာမှမဖြစ်ခဲ့တယ်လို့မျိုးပဲစိတ်မကောင်းပါဘူးမင်းကိုစိတ်ပူစေမိပြီးငါဘာမှမဖြစ်ပါဘူးမင်းဘာမှမဖြစ်ဘူးလားငါကထင်နေတာရဲတွေလည်းတတိဝင်လာပြီးပြန်ပေးဆွဲသမားတွေကိုထိတ်တုံးခတ်လိုက်ကြတယ်ဒီပြန်ပေးဆွဲသမားတွေဒီဘဝမှာဒီလောက်အထိအရှက်ရဘူးမှမဟုတ်ဘူးလူကိုလာဖမ်းပြီးတော့ကိုယ်တိုင်အရိုက်ခံရတာပြောဘသူခိုင်းတာလဲကြောက်လေးခိုင်းတာပါသူကျွန်တော်တို့ကိုပတ်စံပေးပြီးအဲ့ဒီမိမကိုဖမ်းခိုင်းတာပါရဲတွေချက်ချင်းပဲကြောက်လေးကိုဖမ်းဆီးဖို့အမိန့်ထုတ်လိုက်တယ်မထင်ထားဘူးပဲငါကမင်းသမီးလေးကိုလာခဲ့မလို့ဟန်ပြင်းထားတာအခုတော့ပြောင်းပြန်ဖြစ်သွားပြီဘသူကမင်းကိုငါ့ကိုအတင်သေးခိုင်းလို့လေငါကလေ့ကျင့်ထားတာပဲဥစားဟဲလိုငါကြောက်လေးငါ့ကိုကူညီပါဦးသွားပြီးလင်းချန်ရဲ့ကုမ္ပဏီကိုချက်စီပေးစမ်းသူ့ကိုနာမည်ပြအောင်လုပ်ဖြစ်မယ်သူဒီလောက်နဲ့တင်လက်လျှော့မှာမဟုတ်မှန်းကျွန်တော်သိတယ်ဒါပေမဲ့ပြဿနာမရှိပါဘူးသူကွက်ပဲထုတ်ငါအကုန်လက်ခံမယ်ဒီတစ်ချိန်မှာတော့သူ့ရဲ့နောက်ဆုတ်လမ်းအားလုံးကိုပိတ်ပစ်မယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူကိုယ်တိုင်လုံးဝပျက်စီးသွားခဲ့ပြီးပြန်ပေးဆွဲမှုကတင်သူ့ကိုထောင်ထဲမှာပုံမင်းသွားစေဖို့လုံလောက်ပါတယ်နောက်ပိုင်းကျရင်ပြဿနာအားလုံးကိုလုံးဝရှင်းလင်းပြဖို့ပဲရှိတော့တယ်လင်းချန်ဟုတ်လားငါကြားတာတော့မင်းကအရင်ကတာမန်အလုပ်သမားတယောက်ပဲရှိသေးတာကိုငါတို့ချင်းရွဲကတော့ငါတို့ရှမ်မီသားစုရဲ့တူလေးတော်သမီးလေးချင်းရွဲအမေစကားကိုနားထောင်စမ်းအမေကလူကိုနှိမ်တာမဟုတ်ပါဘူးအမေကမင်းနောက်ဆိုဒုက္ခရောက်မှာစိတ်ပူလို့ပါအမေသမီးကြိုက်တာသူ့ရဲ့လူပုဂ္ဂိုလ်ကိုပါသူ့ရဲ့ပတ်စံကိုမဟုတ်ပါဘူးဦးလေးအန်တီဦးလေးတို့စိတ်ပူနေတာကိုကျွန်တော်သိပါတယ်ဒါကကျွန်တော်တို့ကုမ္ပဏီရဲ့ဗန်ဒါကြီးအစီရင်ခံစာပါပြီးတော့ဒါကကျွန်တော်မကြခင်ကလုပ်ခဲ့တဲ့ပရဟိတလူလန်းမှုမှတ်တမ်းပါဦးလေးတို့ကြည့်နိုင်ပါတယ်ချင်းရွဲဖေကအစီရင်ခံစာကိုယူပြီးကြည့်လိုက်တော့ခိတ္တအတွင်းမှာစွန့်သွားတယ်သူလုံးဝမထင်ထားတာကကျွန်တော်ကုမ္ပဏီကဒီလောက်အထိအောင်မြင်နေလိမ့်မယ်လို့
ဘလို့မှထင်မထားခဲ့ဘူးလေအဲ့ဒီနောက်သူကပရာဟိတအလူငွေစည်ရင်းတွေကိုထက်ကြည့်ပြီးကျွန်တော်တောင်ပေါ်ဒေသကစာတင်ကျောင်းတွေအတွက်စာတင်ဆောင်တွေစောက်ဖို့တိမ်ပေါင်းတောင်းချီလှူဒန်းထားတာကိုမြင်တော့သူ့မျက်လုံးအယောင်တွေချက်ချင်းပြောင်းသွားတယ်ကောင်းတယ်လူငယ်လေးမင်းကတကယ်လူမှန်းငါအစောကြီးကလေးကမသိခဲ့မိဘူးပဲလင်းချန်မင်းနဲ့ချင်းရွဲတို့တွဲဖို့ငါသဘောတူပါတယ်ကျွန်တော်တို့ရဲ့အခြေရေးကနောက်ဆုံးတော့ချင်းရွဲရဲ့မိဘတွေစီကနေအတိမတ်ပြုမှုကိုရရှိခဲ့ပါပြီအဖေအမေကျေးဇူးတင်ပါတယ်ဦးလေးနဲ့အန်တီလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာလင်းချန်ချင်းရွဲကိုမင်းလက်ထဲအပ်လိုက်ပြီနော်သမီးလေးကိုကောင်းကောင်းထားပါဝမ်းနဲ့အောင်မလုပ်ပါနဲ့ဦးလေးစိတ်ချပါကျွန်တော်တေချာပေါက်ဂရုစိုက်ပါပါချင်းရွဲသမီးနောင်ကြရင်နှစ်ယောက်သားအဆင်ပြေပြေနေကြနော်ဒါဆိုအမေလည်းစိတ်အေးရပြီအမေသမီးသိပါပြီညဘက်မှာတော့ကျွန်တော်တို့နှစ်ယောက်ရှန်အိမ်တော်ရဲ့ပန်းချန်ထဲမှာလမ်းလျှောက်နေကြတယ်လတာရောင်ကကျွန်တော်တို့အပေါ်ဖြာချနေပြီအငွေ့တက်လေးကတကယ်ကိုရိုမန်တဆန်လုံးပါတယ်ဒါဟာကျွန်တော်ရဲ့အရင်ဘဝတုန်းကဆိုရင်အိမ်မက်တောင်မမက်ရဲတဲ့မြင်ကွင်းမျိုးပါအရင်ဘဝမှာကျွန်တော်လက်လွတ်ခဲ့ရပေမဲ့ဒီဘဝမှာတော့ဘယ်တော့မှအဆုံးရှုံးခံမှာမဟုတ်တော့ဘူးကျွန်တော်ခြေလမ်းတွေကိုရက်ပြီးချင်းရွက်ကိုကြည့်လိုက်တယ်ချင်းရွက်ကိုမင်းကိုပြောစရာစကားရှိတယ်အင်းပါပြောမလို့လဲချင်းရွက်အမှန်တော့တက္ကသိုလ်တက်ကလေးကကိုမင်းကိုသဘောကျခဲ့တာဒါပေမဲ့အဲ့ဒီတုန်းကကိုတာမန်လူတယောက်ပဲမို့လို့မင်းနဲ့မတန်ဘူးထင်ပြီးမပြောရဲခဲ့ဘူးအခုလိုမျိုးတကယ်ကြီးလက်တွဲခွင့်ရလိမ့်မယ်လို့မထင်ထားခဲ့ဘူးအမှန်တော့ချင်းရွက်လည်းတူတူပါပဲချင်းရွက်လည်းကိုအစောကြီးကလေးကသဘောကျခဲ့တာဒါပေမဲ့အဲ့ဒီတုန်းကကိုမှရီးစားရှိနေတော့မပြောရဲခဲ့ဘူးဒါဆိုချင်းရွက်ကိုရဲ့ရီးစားဖြစ်ပေမလားအင်းဖြစ်တာပေါ့ကျွန်တော်သူမရဲ့လက်ကိုဆွဲကင်လိုက်ပြီးနှစ်ယောက်သားပြုံးမိကြတယ်နောက်ဆုံးတော့ကျွန်တော်တို့ချစ်သူတွေဖြစ်သွားကြပါပြီဒါဟာကျွန်တော်ပြန်လည်မွေးဖွားလာပြီးနောက်အကျော်ဆုံးနေ့တစ်နေ့ပါပဲကျွန်တော်တို့နှစ်ယောက်ဖတ်ထားကြရင်လက်ကာရောင်ကဖြာကျနေတယ်ဒီအချိန်မှာအချိန်တွေတောင်ရက်တန်သွားတယ်လို့ခံစားရတယ်ခံစားခဲ့ရတဲ့ညဆင်းရဲဒုက္ခတွေပေးဆက်ခဲ့ရတဲ့ညတွေအားလုံးကထိုက်တန်သွားပါပြီမျောလင့်ထားတဲ့အတိုင်းပဲမကြခင်ပါပဲအင်တာနက်ပေါ်မှာပောက်ကွဲသွားတယ်ကြောက်လက်ရဲ့အပေါင်းပါတွေကသူ့ညွှန်ကြားချက်အတိုင်းအင်တာနက်ပေါ်မှာကျွန်တော်ကုမ္ပဏီကိုလိုက်လံတိတ်ခါချပြီးကျွန်တော်တို့ကုမ္ပဏီကလိမ်ညာနေတာပစ္စည်းတွေကအတုတွေလို့ရှောက်ပြောနေကြတယ်ချန်ကိုမဟုတ်တော့ဘူးအင်တာနက်ပေါ်မှာပြဿနာတက်နေပြီလူတွေအများကြီးကကျွန်တော်တို့ကုမ္ပဏီကိုနာမည်ဖြတ်နေကြတယ်လိမ်ညာနေတဲ့ကုမ္ပဏီပစ္စည်းတွေကလည်းအတုတွေလို့ပြောနေကြတယ်ချန်ကိုအခုအင်တာနက်မှာတော်တော်လေးစူညံနေပြီးဝယ်သူတွေအများကြီးကလည်းလာမေးနေကြတယ်ငါသိပြီမလောနဲ့လူတွေကိုအကြောင်းကြားလိုက်မွန်းလွဲပိုင်းမှာသတင်းစာရှင်းလင်းပွဲလုပ်မယ်ဒီကိစ္စကိုငါရှင်းရမယ်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီကတကယ်ပဲဘယ်လိုမျိုးလဲဆိုတာလူတိုင်းသိအောင်လုပ်ရမယ်ဗျာသတင်းစာရှင်းလင်းပွဲဟုတ်လားမွန်းလွဲပိုင်းသတင်းစာရှင်းလင်းပွဲလုပ်တဲ့နေရာမှာသတင်းထောက်တွေအများကြီးရောက်လာကြတယ်ကျွန်တော်စင်ပေါ်မှာစကားပြောဖို့ပြင်ဆင်လိုက်တယ်ကျွန်တော်ကိုသိခါချတဲ့လူတွေကတော့ကျွန်တော်ဒီလိုလုပ်လိမ့်မယ်လို့ဘယ်လို့မှထင်ထားမှာမဟုတ်ဘူးမီဒီယာမိတ်ဆွေများခင်ဗျာမကြသေးခင်ကအင်တာနက်ပေါ်မှာကျွန်တော်တို့ကုမ္ပဏီကိုနာမည်ဖြတ်နေတဲ့ကောလာဟာလာတွေအများကြီးရှိနေပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကုမ္ပဏီရဲ့တရားဝင်ထောက်ထားတွေအပြင်ထုတ်ကုန်တွေရဲ့စစ်ဆေးချက်မှတ်တမ်းတွေကိုပါအကုန်ထုတ်ပြလိုက်ပါတယ်လူတိုင်းကြည့်ရှုနိုင်ပါတယ်ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကစံချိန်စံညွှန်းပြီးသားဖြစ်တယ်လို့ကျွန်တော်တို့ကုမ္ပဏီကလည်းလုံးဝလိမ့်လည်နေတာမဟုတ်ပါဘူးကောလာဟာလာတွေပဲကိုဒီမှတ်တမ်းတွေကအစ်စ်အမှန်တွေပဲတယောက်ယောက်ကတမင်တက်နာမည်ဖြတ်တာနေမှာပြီးတော့ကျွန်တော်စုံစမ်းသိရှိရတဲ့လောက်ကတော့ဒါတွေအားလုံးရဲ့နောက်ွယ်မှာအရင်ကကြောက်တဲ့ဆိုတဲ့လူကကြိုးကင်နေတာပါသူကပြန်ပေးဆွဲမှုကြောင့်အချုပ်ထဲရောက်နေတဲ့အတွက်ရန်ညိုးဖွဲ့ပြီးကျွန်တော်ကိုလိုက်နာမည်ဖြတ်ခိုင်းတာပါဒါတွေကတော့သူ့ရဲ့ပြစ်မှုဆိုင်ရာတက်တဲ့အထောက်ထားတွေပါအားလုံးကြည့်နိုင်ပါတယ်လင်းကြောက်လက်ကရှန်ကိုတကယ်ပဲပြန်ပေးဆွဲခဲ့တာလားခင်ဗျာကြောက်လက်မှာအရင်ကတခြားပြစ်မှုတွေလည်းရှိခဲ့သေးတာလားမှန်ပါတယ်သတင်းစာရှင်းလင်းပွဲရဲ့အကြောင်းအရာတွေကအင်တာနက်ပေါ်ကိုချက်ချင်းပဲပြန့်နှံ့သွားတယ်ကောလာဟာလာတွေပဲကိုအကူလင်းကိုအားပေးပါတယ်ကြောက်လက်ကတော့တကယ်ယုံစရာကောင်းတယ်အကူလင်းရဲ့ကုမ္ပဏီကဘယ်လိုလုပ်လိမ်ညာမှာလဲချန်ကိုအော်ဒါတွေအုံထနေပြီးအရင်ကထက်အစပေါင်းများစွာပိုများလာတယ်ကျွန်တော်တို့ရဲ့နာမည်ကလုံးဝပေါက်သွားပြီးဒီလိုဖြစ်မယ်ဆိုတာငါသိပြီးသားပါကြောက်လက်ကငါတို့ကိုကြောညာလက်ကလုပ်ပေးလိုက်တာပဲစူးမန်းကကြောက်လက်ရဲ့အမှားအိမ်မှာတန်ဖိုးရှိတာလေးများရမလားလို့ပစ္စည်းတွေနိုင်ငွေရှာနေရင်နောက်ဆုံးတော့ USB disc တစ်ခုပဲတွေးလိုက်ရတယ်သူမအဲ့ဒီ USB ကိုကြည့်ပြီးမျက်လုံးတွေတောက်ပသွားတယ်ဒီထဲမှာကြောက်လက်ရဲ့လှုပ်ဝက်ချက်တွေတေချာပေါက်ရှိနေမှာပဲသူမဟာနောက်ဆုံးတော့ဘဝပြန်လှည့်နိုင်မယ်အခွင့်အရေးကိုရှာတွေ့ပြီလို့ထင်ပြီးမအောင်နိုင်ပဲပြုံးမိလိုက်တယ်ဒီစူးမန်းကတော့တကယ်ကိုအယူပဲအဲ့ဒီ USB ကသူမကိုဘဝပြန်ထူထောင်ပေးနိုင်မယ်လို့ထင်နေတာအမှန်တော့အဲ့ဒါကိုကင်ထားရင်သူမကိုသူမဒုက္ခတွေနဲ့ပြန်နှိမ့်လိုက်တာနဲ့တူတူပဲစူးမန်းကျွန်တော်တူးထားတဲ့ဂျင်းတွေကိုသူ့အလိုလိုခုန်ဆင်းလာမဲ့အချိန်ကိုပဲစောင့်နေလိုက်မယ်သူမဒီတစ်ခေါက်ပါပဲလှုပ်ကျွန်တော်လက်ခုပ်ထဲကနေပြေးမလို့ပါဘူးဦးလေးနဲ့အန်ဒီကျမစီမှာကြောက်လက်ရဲ့ပြစ်မှုဆိုင်ရာတက်တွေအကုန်ရှိတယ်ရှင်တို့ကျမကို9သိန်းပေးရင်ဒီ USB ကိုပေးမယ်မပေးရင်တော့ရဲလက်ထဲအပ်ပြီးကြောက်လက်ကိုထောင်ထဲမှာပဲအယိုးဆွေးအောင်လုပ်ပြမယ်နင်ကငါ့ကိုလာချင်းချောက်ရဲတယ်ပေါ့ငါတို့မိသားစုကနင့်လိုမိမမျိုးနဲ့ဘယ်တော့မှပတ်သက်ဘူးလို့လဲကြောက်ဖခင်ကတော့ဒေါသတွေထွက်သွားတယ်ဒီမိမကသူ့အိမ်ထိလာပြီးငွေညှိရဲလိမ့်မယ်လို့သူထင်မထားဘူးလေကျမကိုလာပြီးဟန်ဆောင်မနေနဲ့ပတ်စံပေးမလားမပေးဘူးလားမပေးရင်အခုချက်ချင်းရဲစခန်းသွားမယ်အဲ့ဒီကြရင်တော့ကြောက်လက်ရဲ့အလောင်းကိုပဲလာကောက်ဖို့ပြင်ထားလိုက်ကောင်းပြီငါပတ်စံပေးမယ်9သိန်းတော့မနက်ဖြန်ကော်ဖီဆိုင်မှာလာလဲမယ်ပတ်စံနဲ့ပစ္စည်းတစ်ပြိုင်နဲ့လဲကြမယ်အစကတည်းကဒီလိုလုပ်ရင်ပြီးနေတာပဲသူတို့ဒီလိုလုပ်မယ်ဆိုတာကျွန်တော်အစောကြီးကတည်းကတွက်ထားပြီးသားမို့လို့စူးမန်ကိုအမြဲတမ်းစောင့်ကြည့်နေကြတာသူမရဲ့လှုပ်ရှားမှုတိုင်းကိုကျွန်တော်အကုန်သိတယ်သူမကကြောက်လက်ရဲ့မိဘတွေကိုငွေညှစ်ချင်နေတာတကယ်ကိုယူလို့ပါတယ်ဟဲလိုရဲရရှိချမ်းမနက်ဖြန်စူးမန်ကကြောက်လက်ရဲ့မိဘတွေနဲ့ကော်ဖီဆိုင်မှာအယောင်းဝယ်လုပ်လိမ့်မယ်ခင်ဗျားတို့အဲ့ဒီအချိန်ကျရင်လူကိုတန်းဖမ်းလိုက်ရုံပဲနောက်တစ်နေ့မှာတော့နှစ်ယောက်သားချင်းထားတဲ့အတိုင်းကော်ဖီဆိုင်မှာတွေ့ကြတယ်နှစ်ယောက်လုံးကတစ်ဖက်လူဘာလက်ကွက်သုံးမလဲဆိုပြီးတော်တော်လေးသတိကြီးကြီးထားနေကြတာဒါပေမဲ့ရဲတွေကသူတို့ကိုအစောကြီးကတည်းကစောင့်နေတယ်ဆိုတာတော့သူတို့မသိကြဘူးစူးမန်နဲ့ကြောက်ဖခင်တို့ကပစ္စည်းတွေကိုစာပွဲပေါ်တင်လိုက်ကြပြီးတစ်ဖက်လူကလူပြေးမှကြောက်လို့မျက်တောင်မခက်တန်းစိုက်ကြည့်နေကြတယ်အဲ့ဒီအချိန်မှာပဲအရက်ဝတ်ရဲတွေကရုတ်တရက်ပြေးထွက်လာပြီးနှစ်ယောက်လုံးကိုဖမ်းချုပ်ကလက်ထိတ်ချက်ချင်းခတ်လိုက်တယ်နှစ်ယောက်လုံးကြောင်သွားကြတာပေါ့ရဲတွေဘယ်လိုဖြစ်လို့ရောက်လာတာလဲဘာဖြစ်တာလဲနင်ရဲတိုင်လိုက်တာလားရဲဘော်တို့သူကကျမစီမှာတက်တေလာဝယ်တာကျမတမင်လောက်တာမဟုတ်ပါဘူးနင်းလျှောက်မပြောနဲ့နင်ပဲငါ့ကိုလာငွေညစ်တာနင်ပဲ USB နဲ့လာချင်းချောက်တာဒေါ်ကြဆန်းမစူးနဲ့တော့မင်းတို့နှစ်ယောက်လုံးမှာတာဝန်ရှိတယ်ချင်းချောက်ငွေညှစ်မှုနဲ့နှစ်ယောက်လုံးလွတ်မှာမဟုတ်ဘူးထောင်ဒဏ်ကြဖို့သာပြင်ထားကြဘာဖြစ်လို့ဒီလိုဒီအချိန်မှာပဲကျွန်တော်ရဲစခန်းကဖုန်းကိုလက်ခံရရှိခဲ့တယ်သူတို့ကသတင်းပေးတိုင်ကြမှုအတွက်ကျေးဇူးတင်ကြောင်းနဲ့ဒီအမှုကိုဖော်ထုတ်နိုင်ပြီးလူနှစ်ယောက်လုံးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ပြောပါတယ်ဥပဒေစိုးမိုးရေးကိုထိန်းသိမ်းဖို့ဆိုတာကျွန်တော်တို့ပြည်သူတိုင်းရဲ့တာဝန်ပဲလေကြောက်လက်ကဒီသတင်းကိုကြားတော့ဒေါသတွေပေါက်ကွဲသွားတယ်စူးမန်ကသူ့ဖေကိုပါထောင်ထဲထည့်လိုက်တယ်ဆိုတော့ဒေါသထွက်လုံးလို့နေရန်ကိုပဲအတင်းထုရိုက်နေတော့တယ်စူးမန်ဒီမိမယုတ်ငါရဲ့အစီအစဉ်ကြီးကိုဖျက်ဆီးဖြစ်တယ်ကျွန်တော်စီအချုပ်ခန်းကဖုန်းလာတယ်ကြောက်လက်ကကျွန်တော်ကိုတွေ့ကျင်လို့တဲ့ကျွန်တော်ပြုံးပြီးသဘောတူလိုက်တယ်
ကျွန်တော်ဘဝတစ်ခုလုံးကိုဖျက်ဆီးခဲ့တဲ့ဒီလူမနွားနောက်ဆုံးမှာဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာကိုကျွန်တော်လည်းကြည့်ချင်နေတာခြံကိုကြောက်လက်ကိုတွားတွေးမလို့လားကျွန်တော်လိုက်ခဲ့ပေးရမလားမလိုပါဘူးသူဒီလိုဖြစ်နေတာကိုဘာလုပ်နိုင်အောင်မလဲကျွန်တော်အန်ဆွဲတဲ့ကကျွန်တော်စုဆောင်းထားတဲ့ကြောက်လက်ရဲ့ပြစ်မှုဆိုင်ရာတတိအထောက်ထားတွေကိုကြည့်လိုက်တယ်မနေ့ပြန်ဟာကျွန်တော်တို့ရဲ့နောက်ဆုံးစကားပြောပွဲဖြစ်လိမ့်မယ်အရင်ဘဝကရန်ညိုးတွေနောက်ဆုံးတော့အပြည့်ရှင်းရတော့မယ်လင်းချံခယူးဆိုင်အောင်တော့ငါအပြင်မှာစောင့်နေမယ်စိတ်ချပါချင်းရွယ်ဘာမှမဖြစ်ပါဘူးကျွန်တော်ကားတကားကိုပိတ်လှည့်ပြီးလက်ပြလိုက်ကအချုပ်ခန်းထဲကိုရှောက်လန်းဝင်သွားခဲ့တယ်လူတွေ့ခန်းထဲရောက်တော့မှန်ချက်ရဲ့တစ်ခါမှထိုင်နေတဲ့ကြောက်လက်ကိုကြည့်လိုက်တယ်သူကစပင်တွေရှုပ်ပွားပြီးမျက်လုံးတွေကယူသွနေတယ်အရင်ကအရှိန်ဝါရှိခဲ့တဲ့သူနဲ့ဆိုရင်လုံးဝလူမယောက်လိုပါပဲကြောက်လက်ကကျွန်တော်ကိုကြည့်ပြီးအတင်းပြုံးပြရင်ပြောလာတယ်လင်းချံမင်းနိုင်သွားပါပြီသူကအလျှော့ပေးစကားပြောရင်ကျွန်တော်လွတ်ပေးမယ်လို့ထင်နေတာလင်းချံမင်းတော်ပါတယ်ငါရှုံးသွားပြီငါလုံးဝအရှုံးပေးပါတယ်ဒါပေမဲ့မင်းတိတ်မတာရနဲ့ဦးငါအပြင်ပြန်ရောက်တာနဲ့မင်းကိုလွတ်ထားမှာမဟုတ်ဘူးမင်းကိုတေချာပေါက်ကလက်စားချီမှာကြောက်လက်ကသူ့ရဲ့ဗီဇကိုပြင်မရသေးပဲကျွန်တော်ကိုလာပြီးချင်းချောင်းနေလုံးပဲမင်းဒီတဘောအလုံးအပြင်ပြန်ထွက်ရတော့မှာမဟုတ်ဘူးဒါကိုကြည့်လိုက်ဦးဒါတွေကမင်းရဲ့ပြစ်မှုတက်တွေအကုန်ပဲလိမ်လည်မှုလက်ပေးမှုအခွန်ဆောင်မှုပြီးတော့ပြန်ပေးဆွဲမှုတခုချင်းစီတိုင်းကအထင်ရှားပဲကြောက်လက်ကအဲ့ဒီစာရွက်စာတမ်းတွေကိုကြည့်ပြီးမျက်နှာတစ်ခုလုံးဖြူဖြော့သွားတယ်ကျွန်တော်ကသူ့ရဲ့ပြစ်မှုတက်တွေအကုန်လုံးကိုဒီလောက်အထိစုံစုံလင်းလင်းစုဆောင်းထားနိုင်လိမ့်မယ်လို့သူထင်မထားခဲ့ဘူးလေဒီတက်တွေကခိုင်မာလုံးလို့မင်းကိုထောင်ဒဏ်10စုနှစ်တခုကျော်တေချာပေါက်ကြားခံစေလိမ့်မယ်ကျွန်တော်မှားသွားပါတယ်ချမ်းကိုကျွန်တော်တကယ်မှန်းသိပါပြီကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ထောင်ထဲမှာ10စုနှစ်ချီပြီးမနေချင်ဘူးကျွန်တော်ကိုလွှတ်ပေးပါဗျာကျွန်တော်စီကပတ်စံတွေအကုန်လုံးမင်းကိုပေးပါမယ်အကုန်ပေးမယ်အစတုန်းကမင်းငါကိုဒုက္ခပေးခဲ့စဉ်တုန်းကကောဒီလိုနေမျိုးရောက်လာမယ်လို့မတွေးခဲ့ဘူးလားငါကိုလွှတ်ပေးဖို့ရောမတွေးခဲ့ဘူးလားနောက်ကျသွားပြီးကြောက်လက်မင်းအခုဘာပြောပြောအပူပဲထောင်ထဲမှာပဲကောင်းကောင်းပြုပြင်ပြောင်းလဲပြီးလူတစ်စိတ်မွေးမြူလိုက်ပါဒါကမင်းအတွက်တခုတည်းတော့ထွက်ပေါက်ပဲကျွန်တော်မတက်ရက်ပြီးထွက်လာခဲ့တယ်ကြောက်လက်ကတော့ထိုင်ကုန်ပေါ်မှာအသက်မပါသလိုခွေချန်ရစ်ခဲ့တယ်သူလုံးဝသွားပြီးဒီတဘောအလုံးပျက်စီးသွားပြီဆိုတာသူသိသွားပြီလေကျွန်တော်အချုပ်ခန်းထဲကထွက်လာခဲ့တယ်ရင်ထဲမှာစုပြုံနေတဲ့ရန်မျိုးရန်စာတွေအားလုံးဥတုံပြောက်ွယ်သွားပါပြီချင်းရွက်ကကားထဲမှာငင်းငင်းလေးစောင့်နေပေးရှာတယ်အကုန်အစင်ပြေသွားပြီလားအင်းပြဿနာတွေအခက်အခဲတွေအားလုံးပြီးဆုံးသွားပါပြီအခြားတစ်ဖက်မှာတော့စူးမန်ကသူမဒုက္ခရောက်တော့မယ်ဆိုတာအစိုးကြီးကလေးကတိလို့ပစ္စည်းတွေအတင်းသိမ်းပြီးထွက်ပြေးဖို့ပြင်တော့တယ်ဒီဘကိုထွက်ပြေးနိုင်ရင်ရဲတွေသူမကိုဖမ်းနိုင်မှာမဟုတ်ဘူးလို့တွေးနေတာသူမကလေရင်လက်မှတ်ကိုခိုးဝယ်ပြီးနှာခေါင်းစည်းနဲ့အုပ်ထုပ်ဆောင်ကလေစိတ်ကိုရောက်လာခဲ့တယ်လေရင်စီးပြီးနိုင်ငံသားကိုထွက်ပြေးဖို့ပေါ့လုံခြုံရေးစစ်ဆေးရေးဂိတ်ကိုဖြစ်တော်နိုင်ရင်ပဲပြေးနိုင်ပြီလို့သူမထင်နေတာစူးမန်နင်ကပြပထွက်ခွာခွင့်ပိတ်ပင်ခံထားရတယ်ငါတို့နဲ့လိုက်ခဲ့ပါဘာလို့ဖြစ်လို့လဲစူးမန်ကကျွန်တော်တို့လေစိတ်ကိုအစိုးကြီးကလေးကအကြောင်းကြားပြီးသူမကိုပြပထွက်ခွာခွင့်ပိတ်ခိုင်းထားတယ်ဆိုတာမသိခဲ့ဘူးလေရဲတွေကသူမကိုအစိုးကြီးကလေးကစောင့်နေတာမို့လို့လုံခြုံရေးဂိတ်ဝမှာတယ်ဖမ်းဆီးခြင်းခံလိုက်ရတယ်စူးမန်ကိုရဲတွေကဆွဲခေါ်သွားတယ်သူမဘလောက်ပဲယုံယုံအပူပါပဲဒီတစ်ခေါက်တော့သူမဘလို့မှကြေးမလွတ်တော့ဘူးစူးမန်နင်ကလိမ်လည်မှုအများပြားနဲ့ပတ်သက်နေတဲ့အတွက်ငါတို့အခုတရားဝင်အမှုဖွင့်စုံစမ်းစစ်ဆေးမယ်လိမ်လည်မှုကျမလိမ်လည်မှုမလုပ်ထားပါဘူးစူးမန်ကအကျမ်းပြင်ပေါ်ခွေချသွားတယ်သူမမယုံနိုင်ဘူးဖြစ်နေတာသူမကချင်းချောင်းဝင်ညှိမှုလောက်ပဲဆိုတော့အများဆုံးထောင်နဲ့အနေငယ်ပဲကြမယ်ထင်နေတာအရင်ကသူမလုပ်ခဲ့တဲ့လိမ်လည်မှုတွေအကုန်လုံးပါအစပေါ်ခံလိုက်ရလိမ့်မယ်လို့မထင်ထားဘူးလေရဲတွေကသူမရဲ့လိမ်လည်မှုတက်တွေကိုထုတ်ပြပြီးပြစ်မှုအလုံးပေါင်းပြီးထောင်ဒဏ်ကြခံရမယ်လို့ပြောလိုက်တယ်ဒါဟာသူမခံရမယ်ဝကြွေးပါပဲမကြခင်မှာပဲတရားရုံးကစီရင်ချက်ချလိုက်တယ်ကြောက်လက်ကထောင်ဒဏ်15နှစ်စူးမန်က9နှစ်စူးချန်က3နှစ်ဒီလူရုံမှာ3ယောက်စလုံးနောက်ဆုံးတော့သူတို့ခံထိုက်တဲ့ပြစ်ဒဏ်တွေကိုရရှိသွားကြပါပြီ3ယောက်စလုံးကိုရဲတွေကခေါ်ထုတ်သွားတယ်သူတို့မျက်နှာတွေမှာမကျေနပ်မှုတွေပြည့်နေပေမဲ့နောက်ကျသွားပါပြီအစတုန်းကမကောင်းမှုတွေလုပ်ခဲ့တော့ငါကောဒီလိုနေမျိုးရောက်လာမယ်လို့မတွေးခဲ့ကြဘူးလားလူရုံမာတွေအားလုံးဖမ်းဆီးခံလိုက်ရပြီကြောက်လက်စူးမန်စူးချန်သူတို့အားလုံးဝစ်လဲသွားကြပါပြီရင်ထဲကရန်ညိုးတွေကိုကျွန်တော်နောက်ဆုံးတော့ကက်လက်စားချနိုင်ခဲ့ပါပြီကျွန်တော်ရဲ့ကံကြမ္မာကိုကျွန်တော်ကိုယ်တိုင်ပြောင်းလဲပြစ်နိုင်ခဲ့ပြီဝမ်ဝတ်တို့ကအပြေးလွှားရောက်လာတယ်ချန်ကိုဘသူရောက်လာလဲခံမှန်းကြည့်စမ်းအရင်ကချန်ကိုလှောင်ပြောင်ခဲ့တဲ့အတန်းဖော်တွေအကုန်လုံးရောက်လာကြတယ်ကျွန်တော်တို့ကုမ္ပဏီထဲဝင်ကျင်လို့တဲ့ပြီးတော့အရင်ကသူတို့မှားခဲ့ပါတယ်ဆိုပြီးချန်ကိုခွင့်လွှတ်ပေးဖို့လာတောင်းပန်နေကြတယ်ကျွန်တော်အဲ့ခမ်းမထဲကိုရှောက်သွားတော့အဲ့ဒီအတန်းဖော်တွေကအတင်းဝိုင်းလာကြပြီးမျက်နှာတွေမှာဖားပြတဲ့အပြုံးတွေနဲ့ဒီမင်းလဲပါတယ်သူကအရင်တုန်းကကျွန်တော်ကိုအဆိုးဆုံးလှောင်ပြောင်ခဲ့ပြီးကျွန်တော်ကိုစင်းရဲသားအလုပ်သမားလို့ပြောခဲ့တာအခုတော့ကျွန်တော်ကိုလာပြီးဖားနေပြီးကုမ္ပဏီထဲဝင်ကျင်နေပြန်ရောအကိုလင်းကျွန်တော်လီမင်ပါကျွန်တော်ကိုမှတ်မိသေးလားဗျာအရင်ကကျွန်တော်မှားခဲ့ပါတယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုအခွင့်အရေးတစ်ခုလောက်ပေးပါဦးကုမ္ပဏီထဲဝင်ကျင်ရပါတယ်ဒါပေမဲ့ကျွန်တော်စီမှာမျက်နှာတာပေးတာမျိုးမရှိဘူးအောက်ခြေကနေပဲစလုပ်ရမယ်အခြေခံသားစာ3000ကော်မရှင်ကတော့စီးမြင့်တိုင်းပဲကုမ္ပဏီမှာဆက်နေနိုင်မလားဆိုတာကတော့မင်းတို့ရဲ့အရေးချင်းအပေါ်ပဲမူတည်တယ်ကို့အရေးချင်းနဲ့ကိုလှုပ်ရှားမယ်ရပါတယ်ဗျာကျွန်တော်တို့လုပ်ပါမယ်တေချာပေါက်အားတုံခွန်ဆိုင်လုပ်မှာပါဟုတ်ပါတယ်ကိုလင်းကျွန်တော်တို့လုပ်ပါမယ်တေချာပေါက်စူးစမ်းမှာပါဝါတို့သူတို့ကိုအလုပ်စီစဉ်ပေးလိုက်အယောင်ဌာနကနေစခိုင်းစီးမြင့်တိုင်းပဲလုပ်ဟုတ်ကဲ့ချန်ကိုကျွန်တော်သိပါပြီကျွန်တော်ဝါတို့ကိုသူတို့အတွက်အလုပ်တွေစီစဉ်ခိုင်းလိုက်တယ်ကောင်းကောင်းလုပ်နိုင်မလားဆိုတာကတော့သူတို့အပေါ်ပဲမူတည်တော့တယ်အဲ့ဒီအတန်းဖော်တွေကတော့အရန်ဝမ်းတာသွားပြီးဝါတို့နောက်ကိုလိုက်ပြီးအလုပ်ဝင်ဖို့တွားကြတော့တယ်သူတို့နောက်ဆုံးတော့ကျွန်တော်နောက်လိုက်ခွင့်ရပြီလေပြီးတော့အရင်ကသူတို့ဘာတွေလက်လို့ဆုံးရှုံးခဲ့ရလဲဆိုတာကိုလည်းသိသွားကြပါပြီကျွန်တော်သူတို့ရဲ့ကြောပြင်ကိုကြည့်ပြီးခက်ဖွက်ဖွက်လေးပြောလိုက်တယ်ကျွန်တော်ကသူတို့ကိုလူဆိုတာခြေချင်းမြင့်မြင့်နေထိုင်တဲ့ပြီးမျက်နှာကြီးရဟင်းဖက်ပါမလုပ်တင်ဘူးဆိုတာကိုပဲနားလည်စေချင်တာပါအဲ့ဒီအချိန်မှာပဲချင်းရွက်ရှောက်ဝင်လာတယ်ကိစ္စတွေအကုန်ပြီးသွားပြီဆိုတော့တို့တွေနောက်ဆုံးတော့အတူတူနေနိုင်ကြပြီပေါ့အင်းအကုန်ပြီးသွားပါပြီနောက်ကြရင်တို့တွေစီမှာဘာပြဿနာမှရှိလာတော့မှမဟုတ်ဘူးဒီတစ်ခေါက်ပြဿနာတွေပြီးသွားတော့တို့ကုမ္ပဏီရဲ့နာမည်ကလုံးဝကိုအောက်သွားပြီအော်ဒါတွေလည်းပုံများလာပြီးတို့ကုမ္ပဏီကပိုပြီးကောင်းလာတော့မှဟုတ်တယ်ကိုလင်းနောက်ကိုလိုက်ရင်တို့တွေတေချာပေါက်ပို့ပြီးကြီးပွားတိုးတက်မှာပါကျွန်တော်တို့ကုမ္ပဏီရဲ့အမိုးပွင့်ထက်မှာရက်ပြီးမြို့ပြကြီးတစ်ခုလုံးကိုတန်းကြည့်လိုက်ကြတယ်နေအောင်ကြီးကကျွန်တော်တို့ဘောဖြာချနေပြီးလက်ချင်းတွဲထားကြရင်အဲ့ဒီအချိန်မှာကျွန်တော်ဟာကဘာကြီးတစ်ခုလုံးကိုပိုင်ဆိုင်ထားရတယ်လို့ခံစားလိုက်ရတယ်ကြည်စမ်းဒီမျိုးကြီးကတကယ်လာတာပဲနော်အင်းကိုဘေးမှာမင်းရှိနေလို့ဒီမျိုးကြီးကပိုပြီးလှနေတာပါချင်းရွက်ကျေးဇူးတင်ပါတယ်ကိုဘေးမှာအမြဲတမ်းရှိပေးခဲ့လို့တကယ်ကိုကောင်းပါတယ်ချင်းရွက်လည်းတူတူပါပဲကျွန်တော်တို့နှစ်ယောက်ဖက်ထားကြရင်နေအောင်ကြီးကဖြာချနေတယ်အဲ့ဒီအချိန်မှာအရင်ဘဝကခံစားခဲ့ရသမျှဆင်းရဲဒုက္ခတွေအားလုံးကမဟောင်းနှံ့တော့ပဲပေးဆက်ခဲ့ရသမျှတွေအားလုံးကတကယ်ကိုထိုက်တန်သွားပါပြီ